ယနေ့သာသနာတော်နှစ်2558ခုနှစ်ကောဇာသက္ကရာ1386ခုတော်သလင်းလကွယ်နေ့ခရစ်နှစ်2014ခုနှစ်9လပိုင်း23ရက်နေ့ကျေးဇူးတော်ရှင်အက္ခမပန္တိတမုဂ္ဂုတ်ဆရာတော်ဘုရားကြီး၏တရားဌာနရန်ကုန်တိုင်းမော်ဘီမြို့နယ်မင်္ဂလာတိုက်ဗုဒ္ဓတရားစင်နှင့်လုပ်ငန်းစဉ်ပြန်ပွားရေးဌာနအတွင်း၌ကျင်းပပြုလုပ်အပ်သောဝါတွင်ကာလဥပုပ္ပစဉ်အထူးတရားပွဲဧကတသမအပတ်၌တရားနာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်ဆသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ရှိဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌အနန္တဂုဏ်အင်းကျေးဇူးရှင်များဖြစ်ကြသောဘုရားယရဏတရားယရဏသံဃာယရဏယရဏတော်မြတ်သုံးပါးတို့နှင့်တကွအမိအဖဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားပူဇော်ကျေးဇူးဆပ်သောအဖြင့်၎င်းဦးဇင်း၏မျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆပ်သောအနေနဲ့ဟောကြားသွားမယ်ဓမ္မဒေသနာယဓမ္မပူဇနိယဓမ္မဒါနကောင်းမှုနိဗ္ဗာန်စုနတ်လူသာဓုခေါ်စေတော်ကဲအားလုံးဦးဇင်းတို့တော်ကောင်းတို့တို့ပြီးကြတဲ့အပတ်ဥပုံနေ့ကစပြီးတော့ဝိပဿနာအကြောင်းပြောလာကြတယ်နော်ဝိပဿနာဆိုတာဘာလဲဘာကြောင့်ဝိပဿနာအထုတ်ရသလဲဘယ်လိုဝိပဿနာအထုတ်မှလဲ what why how ပေါ့နော်မေကွန်၃ခုဒါအကြောင်းအရာတစ်ခုရှာဖွေတိုင်းမေးရမယ်မေကွန်နေဦးဇင်းတော့ပညာရတော်များများကိုအဲ့လိုမေကွန်လေးတွေနဲ့စီးဘူးလေးရှိပါတယ်အဲ့တော့ဝိပဿနာဆိုတာဘာလဲဆိုတော့အရင်တစ်ပတ်ကပြောခဲ့တဲ့အတိုင်းဝိပဿနာဆိုတာဘာလဲဆိုတဲ့အရာမှာလဲပြောမယ်ဆိုရင်အချက်အလက်တွေများစွာထုတ်လို့ရပါတယ်ဒါပေမဲ့ဦးဇင်းကအများကြီးသူတော်ကောင်းတို့ကိုမပြောဘူးနောက်တော့ဒါပြုစုပေးမယ်ပေါ့နော်အများကြီးမပြောရခြင်းကမှတ်သားတဲ့နေရာမှာဉာဏ်မမီတဲ့ပုဂ္ဂိုလ်များပါခဲ့လို့ရှိရင်ဝေဝါးသွားမှာဆိုတဲ့အတွက်အကြောင်းအရာတစ်ခုကိုပဲဥတည်ပြီးပြောတယ်ဝိပဿနာဆိုတာဘာလဲဆိုတော့အမှန်တရားသိအောင်လုပ်တာဝိပဿနာပဲဘာလို့လဲ
အရှိအမှန်ကိုသိအောင်လုပ်တာဒါမို့အရှိကိုအရှိတိုင်းသိအောင်လုပ်တာဝိပဿနာဟုတ်ကဲ့လားဒီလိုပေါ့ဒါအဓိပ္ပာယ်ဖွင့်ပေးတယ်ဒါဘာလို့ပြောရတာလဲဆိုတော့ဦးဇင်းတို့သုံးလောကထွဋ်ထာသဗ္ဗညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့သည်ဘုရားဖြစ်ကိုရဖို့ဘုရားဖြစ်တယ်ဆိုတာတခြားမဟုတ်ဘူးလောကအမှန်တရားကိုအကုန်အစင်သိမြင်သွားတာဒါဘုရားလောကအမှန်တရားအကုန်အစင်သိနိုင်တယ်ဆိုတာလဲဘုရားမှတပါးတခြားမရှိနော်ဘုရားဆိုတဲ့ပုဂ္ဂိုလ်တွေပဲသိနိုင်တာပေါ့ဘုရားဆိုတာလဲတဆူတဲ့ပွင့်တာမှမဟုတ်ပဲဘူးနော်ဘုရားကလောကရမှာအချိန်ခါအချိန်ခါအားလျော်စွာအကြောင်းပြည့်စုံတဲ့အချိန်တိုင်းဘုရားပွင့်လေရှိတော့ပွင့်သွားတဲ့ဘုရားတိုင်းသည်သူတို့ဘာကြောင့်ဘုရားဖြစ်သွားလဲလို့မေးရင်လောကအမှန်တရားကိုအကုန်အစင်သိသွားလို့အခုသူတော်ကောင်းတို့ဦးဇင်းတို့ကလည်းတရားအထုတ်ကြမဲ့ပုဂ္ဂိုလ်ဗုဒ္ဓရဲ့သားတော်သမီးတော်တွေအနေနဲ့တရားအထုတ်တော့မယ်ဆိုတော့ဝိပဿနာအလုပ်လုပ်မယ်ဆိုတော့ဘာလုပ်ကြမှာလဲဆိုတော့လောကအမှန်သိအောင်အထုတ်မှာဘုရားကတော့ဘုရားအထွာနဲ့ဘုရားကအလုံးစုံသူကသိတဲ့သိတိုက်သိအရာသိနိုင်တဲ့အရာမှန်သမျှအကုန်သိသွားတယ်ဒါဘုရားခုဦးဇင်းတို့သူတော်ကောင်းတို့ကြတော့သိတဲ့သလောက်ပဲသိနိုင်တာနော်သိပိုင်ခွင့်လည်းရှိတာနော်အဲ့တော့ဒါက limited ပေါ့မြတ်စွာဘုရားကြတော့ unlimited ပေါ့နော်မြတ်စွာဘုရားကြတော့အနိုင်မဲ့နော်အတိုင်းအဆမဲ့ဘာဖြစ်လို့ဆိုတော့သူကလောကရတစ်ခွင်လုံးမှာသူမသိတာမမြင်တာဘာတစ်ခုမှမရှိဘူးခုခမည်းတော်ကျတို့ကလောကကြီးကိုသိဖို့ထဲလောကကြီးဆိုတာဟိုတတ္တလောကသင်္ခါရလောကဩကာသလောကလောက၃ပါးတစ်ခွင်မှာဟာကဘာကြီးဘယ်လိုတိဆောက်သွားတယ်ကဘာကြီးဘယ်လိုဖြစ်တည်လာတယ်ကဘာကြီးဘယ်လိုပြည့်စည်သွားတယ်စัจ java လာပေါင်းဘယ်လောက်ရှိတယ်စัจ java လာတွေဘယ်လိုသွားလာနေတယ်လေတုပေါ်မှာမြေတုပေါ်မှာရေတုရှိနေတယ်ဘာညာပေါ့နော်လေတုပေါ်မှာရေတုပေါ်မှာမြေတုပေါ့နော်အဲ့ဒါတွေကသူတော်ကောင်းတို့အနေနဲ့သိလဲဘာမှမဆမ်းဘူးမသိလဲဘာမှမဆမ်းဘူးအရေးကြီးတာကဝိပဿနာအလုပ်ကဘာလဲဆိုတော့ဒုတိယတစ်ချက်ထုတ်ရင်ဟောဒီတန်တရားဝဋ်ဒုက္ခဆင်းရဲတွေကနေလွတ်မြောက်ဖို့အတွက်တကြောင်နဲ့သောလမ်းဟာဝိပဿနာဟုတ်ပြီနော်အဲ့ဒါကြောင့်ဘာကြောင့်လဲဆိုတဲ့ why ဝိပဿနာကိုဘာကြောင့်လုပ်ရတာလဲဆိုတဲ့ကန္ဓမှာသူတော်ကောင်းတို့သိထားမှာကအမှန်ကိုအမှန်တိုင်းမသိတဲ့ပုဂ္ဂိုလ်တိုင်းလမ်းမှားတယ်ဟောဘာလဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့ဘောဓိပင်နဲ့ရွှေပလင်ပေါ်မှာဒါမြတ်စွာဘုရားအလောင်းတော်တိုင်းတန်တိဋ္ဌာန်ချတာဘုရားဖြစ်မဲ့နေ့ကြရင်ဘောဓိပင်နဲ့ရွှေပလင်အောက်ရောက်တဲ့အခါငါသည်ဘုရားမဖြစ်သေး၍နော်လိုချင်တဲ့ပန်းတိုင်ကိုမရောက်သေး၍ဒီပလင်ကိုမဖြုတ်တော့ဒီနေရာကမထတော့ဆိုပြီးတော့စတင်ပြီးအာထုတ်တဲ့အခါမှာသူတို့ဘာရှာရလဲဆိုတော့သဘာဝလောကဓမ္မအမှန်တရားကြီးဖြစ်တဲ့သူတို့ညံထဲမှာအဦးဆုံးထင်လာတာဘာလဲဆိုတော့လောကဓာတ်တွင်းမှာရှိတဲ့တတ္တဝါအလုံးသည်အမှန်တရားကိုဘာမှမသိကြပါလားဒါစပေါ်လာတယ်ဘာလို့ဆိုသူကိုယ်တိုင်လည်းမသိသေးဘူးဟုတ်ပြီနော်သူလည်းသိဖို့ကြိုးစားတော့ဆိုတော့သူကိုယ်တိုင်စဉ်းစားကြည့်လိုက်တာဩအစလည်းမထင်အဆုံးလည်းမထင်တန်တရားအစဆိုတာလည်းဘယ်မှာမှမသိတန်တရားအဆုံးဆိုတာလည်းဘယ်မှာမှမသိဟုတ်ပြီနော်တန်တရားခရီးတယ်စီသွားနေကြတာဒုက္ခမှလည်းမသိဒုက္ခမှလည်းမသိပိုင်မှလည်းမသိမပိုင်မှလည်းမသိဆိုင်မှလည်းမသိမဆိုင်မှလည်းမသိမြဲမှလည်းမသိမမြဲမှလည်းမသိမသိတာပါခေါ်တော့အဝိဇ္ဇာဆိုတဲ့တရားတစ်လုံးသူဘုရားမြတ်စွာဘုရားကြတော့အဲ့ဒီဉာဏ်လေးစပေါ်လာဆိုတော့အဝိဇ္ဇာရှိတာဟုတ်ပြီအဲ့ဒီအဝိဇ္ဇာမသိခြင်းတရားတွေနဲ့တတ္တဝါတွေဘယ်လိုနေကြတော့ဆိုတော့မသိတာနော်ကာယကံဝစီကံမနောကံဆိုတဲ့သင်္ခါရပြုပြင်မှုတရားတွေဟာမလုတ်ဖဲနေလို့မရဘူးဟောဒီတော့
ဝိုင်းဆိုတဲ့တရားကိုဘာကြောင့်အားထုတ်ရပါသလဲဆိုတဲ့ကိစ္စမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအဦးဆုံးစပြီးတော့လောကကြီးကိုရိပ်မိသွားတာလောကအရှိတရားကိုသိသွားတာကအဝိဇ္ဇာဆိုတဲ့မသိတတ်တဲ့တရားအကြောင်းကိုမြတ်စွာဘုရားဉာဏ်တော်မှာပေါ်လာတော့မှအဲ့ဒီအဝိဇ္ဇာနောက်ကနေတခါသူဘာသိပြန်တော့ဆိုတော့မသိတာမသိကြတာတဲ့တတ္တဝါတွေဟာမပြုတ်ပဲမပြင်ပဲမပြောင်းပဲမလှုပ်ပဲမကင်ပဲနေလို့မရဘူးတတဝါအလုံးဟာပြုတ်ပြင်နေကြရတာပဲဆိုတော့မှသင်္ခါရသူသွားမြင်တယ်ဒါဓမ္မဒိဋ္ဌံကြကြလေးမြင်တာတော့အဲ့တော့မြတ်စွာဘုရားမဖြစ်ခင်ကသင်္ခါရဒါလေးမြင်လာတော့မှသင်္ခါရအဝိဇ္ဇာအကြောင်းသိသွားပြီဟုတ်ပြီအဝိဇ္ဇာမသိတာရှိတယ်အဲ့ဒီမသိတဲ့နောက်ကသင်္ခါရလောက်ကြတယ်သင်္ခါရလောက်ကြတော့ဘာရလာသတုံးဆိုတော့ဝိညာဉ်ဘဝတစ်ခုတစ်ခုရဲ့အစဟာဘာလဲဆိုသူရိပ်မိလာတယ်ပရိသေတွေဝိညာဉ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီလိုအရှိတရားလေးတွေအရှိတရားကိုအရှိတရားလေးတိုင်းမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမြင်လာတော့မသိခြင်းရဲ့နောက်ွယ်မှာဘာတွေဖြစ်နေသလဲဆိုတော့ဝိညာဉ်ဆိုတဲ့ပရိသေတွေဝိညာဉ်ရပြီဆိုကြတဲ့ကရင်ဒီမှာကြည့်ဇာတိရလာရင်နောက်ကဘာပါလာလဲသရဏသရမရဏအိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲတွေမရှိဘူးလားအဲ့နောက်ကသောကပရိဒေဝဒုက္ခဒေါမနတတွေမရှိဘူးလားအဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပင်စဝဲကြီး၅ဦးကိုတရားဥဟောတော့ဟိုးခန္ဓာ၅ပါးတွေအာယတနာတွေဓာတ်တွေသစ္စာတွေဘာမှမပြောသေးဘူးသူဘာပြောလဲဆိုတော့ဇာတိပိဒုက္ခဇရာပိဒုက္ခဗျာတိပိဒုက္ခမရဏံပိဒုက္ခံအပိယေဟိသံပယောကောဒုက္ခပိယေဟိဝိပယောကောဒုက္ခမပြောဘူးလားအဲ့ဒါဘာလဲအခုသူတော်အောင်တို့ဒါတမ္မန်တတ္တဝါတွေအနေနဲ့ကြုံတွေ့နေကြရပေမဲ့တတိမမူမိကြတဲ့အတွက်ဆင်းရဲတွေမှမသိဘူးဇာတိပရိသေတွေနေကြခြင်းဒီလဲဆင်းရဲပဲဇရာတဖြည်းဖြည်းအုံမင်းရရော်လာခြင်းဒီလဲဆင်းရဲပဲဗျာတိနာကျင်ခံခဲ့နှိမ့်ဆက်နေခြင်းဒီလဲဆင်းရဲပဲမရဏဆိုတဲ့သိမင်းဒီလဲဆင်းရဲပဲအဲ့ဒီဆင်းရဲထဲမှာမှဘုသူတော်ကောင်းတို့နေ့စဉ်နဲ့မြတောင်းတမှုကြောင်းကြမှုမချစ်မနစ်သက်သူနဲ့အတူရှင်တွဲနေရတဲ့ဒုက္ခနော်ချစ်ခင်နစ်သက်သူနဲ့ကွဲကွာနေရတဲ့ဒုက္ခဒီအခြေခံဒုက္ခလေးတွေကိုအရင်စပြီးမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးမြင်လာရုပ်ဒုက္ခနာမ်ဒုက္ခတွေဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားဉာဏ်တော်ကနေချက်လိုက်တော့သလယတနာဒုက္ခတွေဒီယုံနာဒုက္ခမှာယုံနာတင်လားဆိုမဟုတ်သေးဘူးဒီယုံနာရတော့မျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်လျှာပါလာတယ်ကိုယ်ပါလာတယ်ဒီလိုမသိဘူးလားသိပါပါဘုရားဒါတော့ဝိုင်းဆိုတဲ့နေရာမှာဘာကြောင့်လဲဘာကြောင့်ဝိပဿနာလုပ်ဖို့လိုတာလဲဆိုတော့အမှန်မသိခြင်းရဲ့နောက်ွယ်မှာတတ္တဝါတွေဟာအကုန်လုံးဝိနိပါတိကဘေးဗါတဲ့ဝိနိပါတိကဘေးဆိုတော့ဗျံပရာဘေးကြီးသိနေတယ်ဗါသိနေတယ်ဒါကြောင့်သတိထားများကြည့်ရင်အခုပြောနေပေမဲ့ခဏနေထပြီးသေလောက်အောင်စိတ်ဆင်းရဲစရာနဲ့ကြုံခြင်းလဲကြုံလာတာကြိုသိသလားသိပါဘူးဗျာဗျံပရာပဲအခုငိုးနေရကနေရည်စရာပေါ်လာတော့မျက်ရည်စက်လက်နဲ့ထရည်ခြင်းရည်နေတယ်ဟမ်ထိုနည်းတူစွာပဲအခုမွေးကလေးငယ်လေးတွေကျွေးမွေးစောင့်ရှောက်ကြတော့ကလေးစိတ်ဆိုတာအပြောင်းလဲမြန်နေခင်ဗျားတို့ကကလေးစိတ်ဆိုတာခင်ဗျားတို့ကြတော့နော်အမှန်ကစိတ်သဘောတွေကပုထုဇဉ်မှန်ရင်ကလေးဖြစ်ဖြစ်လူကြီးဖြစ်ဖြစ်အတူတူပဲနော်ခုခင်ဗျားတို့လူကြီးစိတ်လည်းဒီလိုပါပဲအခုဝါဝါတဟားနဲ့ထားရည်ပြီးခဏနေကောက်ချင်ကောက်ချိတ်ချင်ချိတ်နေတာဟမ်သဘောပါလားအဲ့တော့ဒီပြောင်းလဲကလေးတွေပြန်ကြည့်လိုက်တော့ဗျံပရာအဲ့ဒီကနေမြတ်စွာဘုရားချက်ကြည့်လိုက်တော့အခုသူတော်ကောင်းတို့ဘယ်ဘဝလာခဲ့သိဘူးသိပြီးဘာဖြစ်ကြမလဲမသိဘူးဘာမှဥတီချက်ဗျံပရာရှိရ
ပညာရှိကြီးများတော့ဘာနဲ့နိုင်ရှင်တော့ဆိုတော့တစ်ပင်မောကကျွေကြတဲ့တစ်ရွက်ကလေးတွေကလေတိုက်နေရင်တိုက်တဲ့နောက်ပါသွားဘယ်နာကြရှော့အိမ်နဲ့လည်းကြာရင်ကြာမယ်နောက်ချီပုံပေါ်လည်းကြာရင်ကြာမယ်ဟုတ်ကလားဒါမှမဟုတ်ခေါင်းမိုးပေါ်သွားတင်ရင်လည်းတင်းနေမှာပေါ့ဒါပေမဲ့ငှက်ကလေးတွေကြတော့အဲ့ဒါလိုပဲလေထဲဝဲသွားတာပဲဒါပေမဲ့ကြာချင်ရကြာသလား तू အလိုရှိတဲ့နေရာကြာတယ် तू နားချင်တဲ့နေရာသွားနာဟောငှက်ကြတော့အတောင်ပန်နဲ့ဟုတ်ပြီနော်အတောင်ပန်နဲ့ဆိုတော့လိုရာခရီးရောက်တိရွက်မှာကြတော့အတောင်ပန်မရှိဘူးဆိုတော့အထိတ်ကိုမရှိတော့အခုသူတော်ကောင်းတို့တတ္တဝါတွေရဲ့ဘဝဟာတိရွက်ကလေးတွေလိုပဲနော်အပင်ကနေရှင်သန်ကြီးထွားလာပြီးအုံဘင်းရင်ရော်တော့မကြွေရဘူးလားကြွေတော့ဘယ်ရောက်မယ်လို့ဘယ်ကြမယ်လို့ကဲသိတာကောင်းလားမသိတာကောင်းသိတော့စိတ်ချလက်ချနေလို့ရတာပေါ့ဟမ်အခုမသိတော့နော်တကယ်ပညာရှိဆိုရင်ကြောက်เสียဟမ်ပညာရှိဆိုရင်မသိခြင်းဟာအကြောက်เสียပညာမဲ့တွေကတော့မကြောက်ဘူးပေါ့နော်အဝိဇ္ဇာဖုံးလွှမ်းထားတော့ဘယ်သွားမှမသိပဲနဲ့ပျော်ပျော်ကြီးနေနိုင်တယ်ဟမ်ဝိနိပါတိကဘေးကြီးနောက်မှာတော်ကောင်းတို့ရှိမရှိဝိပဿနာဘာကြောင့်လုပ်ရလဲဆိုအဲ့ဒီဗျံပရာဘေးကလွတ်အောင်ဘယ်လွတ်အောင်အခုတော်ကောင်းတို့မှာကိုစီကိုငါပိုင်ဆိုင်ထားတဲ့အပယ်၄ပုံရှိမရှိအပယ်၄ပုံဘလောက်အရာကျဲကျဲခမည်းတော်အားလုံးပိုင်တယ်ဘာမှမပူနဲ့ဟမ်အားလုံးမှာအပယ်ရောက်နိုင်တဲ့အကြောင်းကံတွေရှိတယ်သိနိုင်ပြီလားဒါဖြင့်အပယ်တကားဒါကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကအပယ်တကားနဲ့ပြောတယ်ဆိုတော့အပယ်၄ပုံတကားခင်ဗျားတို့ကျုပ်တို့ကဟင်းလင်းကြီးပွင့်ပြီးတော့အချိန်မရွေးကြသွားနိုင်တယ်ဆိုတာကိုမသိကြဘူးလားအဲ့ဒါကိုဘုရားတဲ့ကျောင်းဆောက်ဟုတ်လားဘယ်လိုဘုရားတဲ့ကျောင်းဆောက်တဲ့ကံလေးလောက်မကယ်နိုင်ဘူးကွာပြောတာဟမ်ဗျံပရာဘေးဘာဖြစ်မယ်ဆိုတာသိဘူးဒါကြောင့်မာလိကမိဘုရားကြီးတို့ထောက်ပြတယ်ဆိုတာအာသတိတဒါနာဆိုတော့အမလေးအကြီးကျယ်ဆုံးအလူကြီးလှူတာပဲဒါပေမဲ့သေတော့ဒီအလူအာယုံပြုတ်နိုင်သလားစိတ်တက်ခဏတစ်ချက်ကလေးသုတိတဲ့အချိန်မှာနော်သုတိဆိုတာသေတဲ့နောက်ဆုံးစိတ်ကလေးဇောစိတ်ကလေးကြတဲ့အချိန်မှာသူတော်ကောင်းတို့တွေဘာကိုအာယုံပြုတ်ပြီးသေရမှာလဲဆိုတာကိုစာချုပ်ချုပ်ထားလို့ရတယ်ဟာသူကတော့ဘုရားတကာကြီးပဲကျောင်းတကာကြီးပဲအသေးဖြောက်မှာဘာလို့ဟာသူကတော့နွားသားသမားကျက်သားသမားဝက်သားသမားပဲဒီကောင်းတော့ငရဲပဲလို့မရဘူးတဲ့အပြုများတဲ့ကံကသွားမှာပဲလို့ပြောလို့လဲမရဘူးတဲ့ကံကြမ္မာတွေနော်အခုဘုရားသွားကြောင်းတက်နဲ့တရားအားထုတ်နဲ့ကောင်းရကောင်းကြောင်းလုပ်နေတာပဲဒါပေမဲ့သူ့အကျိုးပေးတွေကမကောင်းတာတွေကြီးလာနေတာမျိုးပေါ့ရှိတယ်အခုမကောင်းရမကောင်းကြောင်းအာကုသို့အလုပ်ကြီးလုပ်နေတယ်ဒါပေမဲ့သူ့အကျိုးပေးရအကုန်ကောင်းနေတယ်ဟမ်အာကုသို့အလုပ်ရင်းနဲ့ကြီးပွားနေတယ်ချမ်းသာနေတယ်တိုးတက်နေတယ်ထင်ပေါ်နေတယ်ကြော်ကြားနေတယ်ဟောအဲ့ဒါပါလေဗျံပရာဘေးတဲ့အခုအကုသို့အလုပ်နေတဲ့လူကသူ့ကိုအကျိုးပေးနေတာအတိတ်ကကုသိုလ်ကအကျိုးပေးနေတယ်အကျိုးပေးနေတော့ခင်ဗျားတို့ကျွတ်တို့ကသူ့အတိတ်ကံကိုမမြင်ဘူးမမြင်တော့ပြစ္ဆုတ်ပံမဟုတ်တာလုပ်နေတာပဲမြင်တယ်အခုကိုကဟုတ်တာလုပ်နေတယ်ဒါပေမဲ့အတိတ်ကကိုဆိုးခဲ့သွားခဲ့မိုက်ခဲ့မဲခဲ့တာကိုမမြင်ဘူးမမြင်တော့ငါကောင်းတာလုပ်နေရတဲ့နဲ့ဘာလို့ဆိုးကျိုးတွေပေးနေသလဲမသိနိုင်ဘူးဒါတွေကဘာတွေလဲဗျံပရာပဲအဲ့တော့တလုံးနဲ့ပဲဘာကြောင့်ဝိပဿနာလုပ်ရသလဲလို့မေးရင်
ဗယံပရာဘေးကလွတ်အောင်လို့ဘာလဲအဲ့တော့တန်တရားတစ်ခွင်ကြီးနဲ့ကြည့်ရင်လေတန်တရားခရီးမှာဗယံပရာသွားနေတယ်ဆိုတာကိုမသိရဘူးလားတန်တရားဝေးတယ်ကွာအခုကိုယ့်အချိန်ကိုကြည့်သားဒီတဘဝတကန့်ကလေးကိုကြည့်လိုက်ရင်ကိုအစင်ပြေနေတဲ့အချိန်တွေရှိခဲ့သလိုအစင်မပြေတဲ့အချိန်တွေလည်းရှိခဲ့ဟမ်အထက်တန်းရောက်နေတဲ့အချိန်တွေရှိခဲ့သလိုအောက်ကျနေရတဲ့အချိန်တွေလည်းကြုံလောက်သဘောက်လောက်မှအသုံးမကျတဲ့ဘဝတွေရောက်နေတာတွေလည်းရှိတယ်အဲ့တော့ဒီတဘဝစာလေးကန့်ကြည့်ရင်ကိုမယံပရာမသိတာဘူးလားသိတာတယ်နောက်တစ်ခါဟာတဘဝလုံးဆိုတော့ဝေးပါသေးတယ်ကွာဒီတနေ့စာပဲကြည့်လိုက်ဟမ်အခုကောင်းသောစိတ်မွန်သောစိတ်မြတ်သောစိတ်နဲ့တရားနာနေရင်ကိုဖောက်သွားဟမ်အခုကောင်းနေတဲ့စိတ်ကနေခဏနေအိတ်သာစိတ်မစ္စရိယစိတ်အဘိဇ္ဇာစိတ်ဗျာပါဒစိတ်နော်ဘာမှမဟုတ်ရင်တရားကအာယုံလွတ်သွားပြီးတော့တရားကိုစူးစိုက်နာနိုင်ဖို့ကိုမလွယ်ဘူးနော်ဥမာတလုံးလေးဥစဉ်ကပြောလိုက်လို့များအကြောင်းတိုက်ဆိုင်တော့ဟုတ်တယ်ဟုတ်ကိုယ့်ကိုမဟုတ်ဘူးဘေးလေဟုတ်နေတာနဲ့နောက်ဘာပြောသွားမှမသိလိုက်ဘူးဟောခုတည်ငါအတွင်းမှာကိုခင်ဗျားတို့စိတ်တွေစစ်လို့ရမရဗယံပရာဘေးနော်ကလေးတယောက်ကဥစဉ်ကိုမေးထားတယ်ဥစဉ်တဲ့ကျန်တဲ့စိတ်တွေကိုတပည့်တော်နားလဲတယ်တွေးတောစိတ်ဆိုတာဘာမှမသိဘူးအရှင်းပြပေးပါဆိုတော့ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကဝိပဿနာရှုတဲ့အခါမှာနော်ဝိပဿနာရှုတဲ့အခါမှာရှုရမယ့်စိတ်တွေကိုအလွယ်တကူသိရှိနိုင်ဖို့အတွက်ကိုသူတော်ကောင်းတို့စာပေကျမ်းဂန်နဲ့ဝေးတဲ့ပုဂ္ဂိုလ်တွေကြတော့စိတ်တစ်ခုချင်းစီကိုလိုက်ပြီးနာမည်တက်လို့မတက်နိုင်ဥမာဦးဇင်းတို့စာသင်မှုတဲ့လူတွေတောင်မှအသင်္ခါရိကစိတ်နဲ့သသင်္ခါရိကစိတ်နားလည်အောင်တော်တော်လုပ်ယူရဒါတောင်အဟုတ်သိမလားဆိုတော့သိသေးပါဘူးဆရာလည်းရောကြိတ်တာပဲကိုယ်လည်းမှန်းချတာပဲဟုတ်ပြီနော်စိတ်သဘောတရားတွေမှာနားလည်ဖို့ဆိုတာအတွန်းခက်ခဲတယ်နည်းနည်းအဲ့တော့အဘိဓမ္မထသင်္ဃသဘောတရားတွေဆိုတာဟိုမြတ်စွာဘုရားရှင်ကိုတော်မြတ်တို့မှာမြင်နိုင်တဲ့တရားတွေဒါတော့မြတ်စွာဘုရားကအကုန်မဟောဘူးနော်နတ်ပြည်မှာသာအကုန်ဟောတာလူပြည်မဟောဘူးလူပြည်ရှင်သာရိပုတ္တရာပြောပြရှင်သာရိပုတ္တရာသူကြားတဲ့ဟာလေးမကျင်းမကျဲပြန်ပြောထားတာအကျဲချက်ပြောခင်ဗျားတို့ကျတော့နားမလဲဘူးဒီတော့စိတ်အပိုင်းနေမှာစိတ်တစ်ခုရုပ်90အမြည်တတ်ထားသလောက်ခင်ဗျားတို့ကျုပ်တို့မမြင်နိုင်မသိနိုင်မရှုနိုင်ကြတော့ဝိပဿနာရှုမဲ့လူတွေလွယ်ကူအောင်လို့နော်မျက်စိနဲ့ဆင်းတဲ့တိုက်ဘာစိတ်ပေါ်အဲ့ဒီမြင်စိတ်ကလေးနဲ့ပတ်သက်ပြီးတော့ဒီမြင်လိုက်တဲ့အစင်းလေးသည်ဟာလှလိုက်တာမလှလိုက်တာဘသူပဲဘယ်ဝါပဲနဲ့နောက်ဆက်တွဲကြံတဲ့အကြံတွေဟာအဲ့ဒါတွေးတောစိတ်ပဲကွာမနှောတွေပါလှုပ်ရှုပ်တရားထိုင်ရင်စဉ်းစားနေတယ်ငါဘာမှလည်းမမြင်ရဘူးနော်အဲ့ဒါဘာလုပ်နေတာတွေးနေတာဘယ်လိုလုပ်ရမှမသိဘူးနော်တွေးတာအရာအားလုံးအဲ့ဒီမှာဒါကြောင့်မို့သူတော်ကောင်းတို့ကိုဘယ်လိုလုံးဝမှလည်းမသိဘူးဆိုရင်အဲ့ဘယ်လိုလုံးဝမှမသိဘူးဆိုတဲ့စိတ်ကိုရှုပြီးနေပြီအဲ့ဒါတွေးတောစိတ်ခေါ်တာပဲမသိတဲ့လူရှိသေးလားဒီထက်မှမသိရင်လည်းကျိုးလည်းမရှင်းတတ်တော့မြင်စိတ်ကြားစိတ်ဆိုတာတော့မျက်စိနဲ့အစင်းနဲ့တိုက်တယ်မြင်စိတ်နားနဲ့အသံနဲ့တိုက်တယ်ကြားစိတ်နောက်ကနောက်ဆက်တွဲပေါ်လာတယ်လောဘနဲ့တွေးတယ်ဒေါသနဲ့တွေးတယ်မောဟနဲ့တွေးတယ်အားလုံးလိုချင်နေတယ်ဆိုတော့လိုချင်တာသိလိုက်အလိုမကြဘူးဆိုတော့လိုမကြအဲ့တော့လိုချင်တဲ့စိတ်နဲ့တွေးနေတယ်အလိုမကြတဲ့စိတ်နဲ့တွေးနေတယ်ကျေနပ်တဲ့စိတ်နဲ့တွေးနေတယ်မကျေနပ်တဲ့စိတ်နဲ့တွေးနေတယ်ตาရတဲ့စိတ်နဲ့တွေးတယ်မตาရတဲ့စိတ်နဲ့အများကြီးဟာတလုံးနဲ့ပြောလိုက်တော့ပြီးသွားရောတွေးတော့စိတ်အဘိဓမ္မထသင်္ဃာကျမ်းထဲမှာအဲ့ဒါမပါဘူးမပါတော့ဘယ်ကောင်ပြဿနာလုပ်ရှင်ပြောစမ်းခဲ့လှုပ်ရှုပ်
လူဘိန်းတွေကကိုဉာဏ်အဆင့်တန်းနဲ့အားထုတ်ရမှာအားထုတ်နိုင်တဲ့အဆင့်တန်းကိုကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကတစ်ချက်တည်းနဲ့မိအောင်ပြောပေးထားတယ်ဟုတ်ပြီနော်ဟိုစာရဲပါတဲ့ဟာခမည်းတော်တို့ဉာဏ်မမီဘူးဟိုဟာစာမွေးဖြေမဲ့လူတွေလို့ဒါမှတခါတလေပြောတယ်ကလေးတွေကြောင်းသာထားနေရတာလို့ထားတော့လဲထားပဲထားဆိုတာမထားပြောတာမဟုတ်ပါဘူးနော်သူတို့တင်လိုက်တာတခြားအရက်ထဲရောက်တော့လှုပ်ရတာတခြားအလကားကြောင်းကြီးဘာသာတာဖြစ်အောင်မသိနိုင်ပဲခုဝိပဿနာလုပ်ဆိုတာအဲ့ဒါဆရာတို့အဘိဓမ္မာထသင်္ဃာဟကျမ်းထဲကပါတဲ့စာတွေသင်နေတော့ဝိပဿနာရှုတော့ဘာလို့မှမသိဘူးတောမနတသဟကတံဒိဋ္ဌိကတဝိပယုသံပယုတတောမနကတသဟကတံဒိဋ္ဌိကတဝိပယုတအသင်္ခါရိကမေကံသသင်္ခါရိကမေကံတိဘာတော့သိဘူးစာရဲရှိတာကြက်တာပဲဒိဋ္ဌိနဲ့ရှင်နေသလားမရှင်ဘယ်လိုလုပ်သိပါတော့အဲ့လိုရှားချိန်မရဘူးသဘောပါသလားအဲ့တော့အခုလောဘနဲ့တွေးနေကိုယ်စိတ်ထဲမှာကျေနပ်နေတယ်ကျေနပ်တဲ့အတိုင်းရှုလိုက်မကျေနပ်ဘူးကျေနပ်ပြီလားသဘောပေါက်သလားဝိပဿနာရှုမဲ့လူကရိုးရိုးလေးနဲ့ရှင်းရှင်းလေးသိရမှာဓမ္မရိုးရိုးလေးနော်အဘိဓမ္မာသသင်္ဃာကျမ်းကြီးကိုမြတ်စွာဘုရားရှင်ကိုရမကြီးသုတ်ဝိနည်းအဘိဓမ္မာဆိုတဲ့ထဲမှာသုတ်နဲ့ဝိနည်းမှာရှာကြည့်ဘာမှမပေါ့ဟုတ်ပြီနော်တတိပဌာနာသုတ်ကြီးကိုဘာပြောမဟာတတိပဌာနာသုတ်ကြီးကိုထိုင်ရင်ထိုင်နေတာကြည့်ထရင်ထနေတယ်လို့သိထိုင်ရင်ထိုင်နေတယ်လို့သိအဲ့ထတာမြဲသလားမမြဲဘူးလားကြည့်ဒါပဲဟမ်တရားတော်ဝါတရားတော်မိတိပဇာနာတိကိစ္ဆံတော်ဝါကိစ္ဆံတော်မိတိပဇာနာတိပဇာနာတိနိသိဏောဝါနိသိဏောနိတိပဇာနာတိသမုဒိယဓမ္မနုပတိဝါဝါယဓမ္မနုပတိဝါနောက်ကြဒါပဲချုပ်သွားတာမလားကာယေကာယနုပတိဝိဟရတိဝေဒနာတုဝေဒနာနုပတိဝိဟရတိစိတ်တေစိတ်တာနုပတိဝိဟရတိဒါလိုသွားတာအဲ့တော့စိတ်ဆိုတဲ့သဘောမျိုးမှာတော်တော်ကောင်းတော့မြင်စိတ်ကြားစိတ်ဆိုတာဒါသဘောကခွဲပြတာမြင်ရင်မြင်တယ်လို့သိမြင်ရင်မြင်တာဒီလိုသိနိုင်ဖို့ကိုကတော်တော်ခဲရင်တယ်ဘာလို့ဆိုခင်ဗျားတို့ကမြင်ပြီဆိုကြတဲ့ဒီမှာမြင်တယ်လို့သာပြောနေတာအနီရောင်ဆိုတဲ့စိတ်ကရောက်နေပြီအနီရောင်ဆိုတာမျက်လုံးကပြောတာမဟုတ်ဒီကပြောတာဟောအဲ့လောက်စိုက်စစ်ပိုင်းပြီးပြောရင်ညင်းလို့ကိုမပြီးတော့အဲ့တော့ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးတို့ခေတ်မတိုင်ခင်ကဒီအဘိဓမ္မာသဘောတွေကိုညင်းခုန်နေခဲ့ကြတာဟုတ်ပြီနော်ဓမ္မညင်းခုန်ပွဲကြီးတွေနဲ့နေလာခဲ့တာအမလေးစာလေးပေးလေးသင်မှုတဲ့လူကအမလေးဒါကဘာစိတ်ခေါ်တယ်ညာစိတ်ခေါ်တယ်ဟောမသင်မှုတဲ့လူကထညင်းရောအဲ့တော့အလုမန္တထဲမှာတရားဆွေးနွေးကြရင်ဒါနဲ့ထခုတ်ကုန်တာအဲ့ဒါပဲဝိပဿနာအလုတ်အစစ်မှာကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကအဲ့ဒီအငင်းခုန်ခစ်ကနေပြီးတော့အလုတ်ခစ်ကိုပြောင်းပေးခဲ့ဟုတ်ပြီနော်အဲ့တော့တယောက်နဲ့တယောက်အသိဉာဏ်ချင်းကတူလားတူသင်ခဲ့ဟိုရှင်းရှင်းပြောရရင်တက်ခဲ့တဲ့အကြောင်းမတူရင်ဆိုခဲ့တဲ့လင်္ကာလည်းမတူဘူးကွာဟမ်ဆိုခဲ့တဲ့လင်္ကာမတူဘူးသူတို့သင်ပေးတဲ့ဆရာရဲ့အာဘော်ချင်းလဲမတူဘူးစိတ်ထားချင်းလဲမတူတော့မတူတဲ့အကြောင်းတစ်ကြောင်းအကောင်တွေ့ရင်အဲ့ဒါပြဿနာတက်တာပဲဟုတ်ပလားဓမ္မမှာပြဿနာတက်เสียအဲ့တော့ညင်းမိပြီဆိုကြတဲ့တရားမဟုတ်တော့ဘူးလို့မှတ်ထားလိုက်သဘောပါပြီနော်အဲ့တော့ခုနဝိပဿနာသည်ဘာကြောင့်လို့ရတယ်လဲလို့မေးရင်တခွန်းနဲ့ပြောတော့ဗျံပရာဘေးဒါလည်းဗျံပရာဘေးထဲမှာပါတာပဲတောင်ညင်းမြောက်ညင်းညင်းနေကြတာဗျံပရာ तू လည်းမသိဘူးကိုလည်းမသိဘူးမသိဘူးချင်းနှခမ်းပဲ့ချင်းဟုတ်ပလားမသိတဲ့လူချင်းမို့လို့ညင်းနေလားကြိတ်ချင်းမို့ချိတ်တာပေါ့ဗျာသိတဲ့လူတယောက်ပါလာရင်ဩငါမြင်ထားသလောက် तू မမြင်နိုင်သေးဘူးဆိုဟောပြီးတော့ပြဿနာဘာမှပြဿနာဖြစ်เสียမှမရှိတော့အဲ့ဒါကိုကိုယ်စိတ်ထဲမထားပါနဲ့မသိနိုင်ပါဘူးကွာဆိုထတယုံရှိတာပေါ့သဘောပါလားကဲကောင်းပြီအဲ့တော့ why ဆိုတဲ့နေရာမှာဘာကြောင့်ဝိပဿနာလုပ်ရသလဲလို့မေးရင်သူတော်ကောင်းတို့ဦးဇုံတို့တွေဘယ်လိုဖြေမလဲဗျံပရာဘေးကလွတ်အောင်လို့
အဲ့တော့ဗျံပရာဘေးဆိုတာကိုကိုယ်တိုင်သိဖို့လိုအပ်မလို့အဲ့တော့အနတ်မတက်ကသန္တရာကြီးတစ်ခွင်လုံးကြည့်ရင်လေဗျံပရာကြာရောက်လာခဲ့တဲ့ဘဝတွေရည်တောင်မရည်နိုင်တော့ဘူးဆိုတာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးမပြောဘူးလားပြောတယ်ဘုရားပြောတာခင်ဗျားတို့ကျတို့မသိသေးပါဘူးနော်နောက်တစ်ခါအနိကဆုံးဘဝကြည့်ရင်အတိတ်ကငါတို့ဘယ်ဘဝကလာခဲ့တယ်ဆိုတာလဲမသိဘူးမနေ့ကကပ္ပိယလေးနဲ့စကားပြောပြတော့တရားစကားပေါ့လေဟိုဘဝဒီဘဝအကြောင်းနေပြောတော့တခါတယောက်ကလာပြီးတော့ကြော့တဲ့နေရာမှာကလေးလေးတယောက်ပါလာတယ်တစ်နှစ်သားလေးပေါ့အခါလေသားလေးဘုန်းကြီးတဲ့မနစ်ကဆရာတော်တရားပွဲမှာတပည့်တော်တို့တရားလာနိုင်ရင်နဲ့နောက်တနေ့မွေးတာတဲ့ဒီကောင်ဘိုက်ထဲကနေဘုန်းကြီးကိုဖူးတယ်အေးသာဓုပေါ့ကလေးကကြီးပြီးပြုံးနေတယ်အဲ့ဒါမြူပေါ့ကလေးဆိုတာတော့သူ့မြူနေရင်သဘောကျတာပေါ့အဲ့ဒါလေးကိစ္စလေးပြီးသွားပြီးတော့ပြန်လာတော့ကပ္ပိယမေးတယ်ဘုန်းကြီးကတိကသပြောတာဟုတ်ပါမလားဟုတ်တာပေါ့ကွာအဲ့ဒီဘိုက်ထဲတုန်းကဘာသိလဲဆိုရင်တချို့ကဒါကြောင့်မမြင်နိုင်ဘူးပြောတာတချို့ကဒီဘိုက်ထဲကကလေးတွေကအမေကိုလည်းမြင်နေရတယ်အဖေကိုလည်းမြင်နေရတယ်အမေနဲ့တူကျင်တဲ့စိတ်ကလေးကြောင့်ဒီကလေးကအမေပေါ်မှာပို့ပြီးချစ်တဲ့စိတ်ပေါ်ရင်အမေနဲ့တူလာတယ်အဖေပေါ်မှာပို့ပြီးခင်ဗျားတို့ပေါ်လေးမထင်နဲ့ဘိုက်ထဲနေတဲ့ကောင်ဘာမှမသိဘူးဆိုခင်ဗျားတို့ထင်ရလို့နေတာမပြောချင်ပါဘူးဆိုပြောရသူကအတိတ်အကြောင်းကထက်တန်လာရင်ဘိုက်ထဲမှာသူလာခဲ့တဲ့ဘဝတော့သူသိနေတယ်မမေ့ဘူးဒါဖြင့်တပည့်တော်တို့မွေးလာတဲ့လူတွေအကုန်လုံးဘာလို့မသိတာတော့နဲ့ကပ္ပိယနော်အဲ့လိုတရားလေးဆွေးနွေးရင်ဥစဉ်သိတဲ့ဘောကြသူတို့မသိတာလေးတွေမေးရင်ပေါ့အဲ့တော့တောင်ပြောမြောက်ပြောနေသိမကြိုက်တော့ဘာလို့ဆိုတော့ကိုကတရားကိုပြောချင်တာဟုတ်ခုကိစ္စလူတိုင်းမသိဘူးနော်သိဖို့လည်းမလွယ်ပါဘူးတချို့ကအတိတ်ဘဝသူလာခဲ့တဲ့ဘဝကိုသူသိနေတယ်အဲ့တော့ तू ကအကုန်မြင်နေတယ်ဘိုက်ထဲကနေဘိုက်ထဲကကလေးပဲဆိုမသိဘူးမထင်နဲ့ဒါဖြင့်မွေးလာတော့ဘာလို့မသိသလဲအေးမွေးတော့ကွာလို့အမေဝမ်းကောင်းထဲမှာလေမထိနေမထိနဲ့အလွန်နုတဲ့အသားလေးဟုတ်ပြီနော်ဒီဖွာလန်းကြောင်ကျင်းကလေးတွေကနေစုပ်ပြတ်တတ်နေအောင်တိုးထွက်လာရတဲ့အပြင်ထွက်လိုက်တော့လေတံနေတံကဘွားဆိုထိလိုက်တဲ့ခါမှာတကယ်အပင်ငရဲကိုဝုန်းကနေကျသွားတဲ့တရဝါကဲ့သို့အလွန်ပင်ပန်းဆင်းရဲလိုက်တော့အဲ့ဒီမှာမေ့သွားတယ်အကုန်ပြောက်သွားခဲ့တာဒါဖြင့်ကလေးကကပ္ပိယကျုပ်ကပ္ပိယသိတော်တယ်ထပ်မေးတယ်ဘိုက်ခွဲမွေးတော့ဘောကျန်ဖန်ပြောနေတာမဟုတ်တာကပ္ပိယနဲ့ပြောခဲ့တာနော်ဆိုတော့ညီလေးမှန်တယ်မင်းမေးတဲ့နေ9လလွယ်10လဘွားဟုတ်တယ်နော်ဆိုတာလို့အကြောင်းမဲ့လွယ်ထားရတာမဟုတ်ဘူးကွာအမိတ်ဘိုက်ထဲကအမိတ်ခန္ဓာကိုယ်ရဲ့အပူဟုတ်ပြီနော်နောက်အမိတ်ခန္ဓာကိုယ်ထဲကစုပ်ယူလာတဲ့အာဟာရဓာတ်အဲ့ဒီဓာတ်တွေနဲ့အပြင်မှာအခုမင်းတို့ငါတို့ထိတွေ့ရမယ်နေဓာတ်လေဓာတ်တဘာဝဓာတ်တွေကိုခန္ဓာရည်ရှိတဲ့ရင့်ကျက်တဲ့အကောင်ဖြစ်အောင်ထဲထဲမှာချက်နေရတာဒါရှင်းရှင်းပြောရရင့်ကျက်လာအောင်ထဲထဲမှာဒီခန္ဓာကိုယ်ကိုပြုပြင်နေရတဲ့ကာလကအဲ့ဒါလောက်ကြာလို့ဟုတ်ပြီနော်ဘိုက်ထဲမှာရင့်ကျက်အောင်ဒီရုပ်တရားကြီးကိုအပြင်ထွက်လာရင်ခန္ဓာရင်ရှိအောင်ရင့်ကျက်အောင်
ထားတယ်အဲ့တော့ဖွာလန်းเจ้าကပဲထွက်ဘိုက်ခွဲလို့ပဲထွက်မလွဲမသွေတွေ့ရမှာကတော့အပြင်ကရိုက်ခတ်လာတဲ့သဘာဝလေချမ်းနေချမ်းဟုတ်ကလားဒီတော့အဲ့ဒီအတွေ့ချင်းမတူဘူးလားအဲ့ဒီအတူမှာဘိုက်ခွဲမွေးရတဲ့ကလေးကပိုဆိုးတယ်ဟေးဘာကြောင့်လဲမဒီနေ့ဖွာတော်မူကန်းနဲ့ပြီးတော့နော်ခုခင်ဗျားတို့ဗျံပရာဘေးကြီးကိုမြင်စေခြင်းလို့ပြောတာပါနော်မနေ့ကလည်းတိုက်ဆိုင်ဒီတရားကြောင်းလေးကိုဆွေးနွေးပြီးကြတော့ညီလေးမင်းကချီးကျူးတယ်လို့မင်းသူကကတိကတ္တအဲ့ဒီကပ္ပိယကဦးစင်းတွေ့ဘူးတဲ့တရားဝါတွေထဲမှာတော့သူများအပြစ်ရှာတဲ့နေရာမှာအလွန်တော်တဲ့ကပ္ပိယနော်အဲ့တော့သူကမင်းပြောလိုက်တာသဘာဝကျတယ်လို့အမေဖွာလန်းเจ้าကနေဆိုတော့သူကရုံးကန်တွန်းကန်ပြီးတော့လှုပ်ရှားလာတော့သူ့မှာပို့ပြီးတော့ resistant power ရောနောက်ပို့ပြီးပြင်းထန်တဲ့အရာကိုဖြတ်တန်းလာဒီဘိုက်ခွဲလိုက်တဲ့ကလေးမှကြတော့လိုအပ်တဲ့ရင့်ကျိတ်မှုသူ့မှာမပြည့်စုံသေးဘူးမပြည့်စုံသေးလို့ကိုမထွက်သေးတာဟုတ်ပြီနော်အဲ့တော့သူကလေတံနေတံကိုပို့ပြီးတော့ဘာဖြစ်လို့ခံရတယ်ဟိုမှာမရင့်ကျက်ခင်လမ်းမှာဖြတ်တန်းလာရမယ်အတွေ့အကြုံတွေ तू မရလိုက်ဘူးမရတော့နုနယ်တဲ့အတွေ့အကြုံကြောင့် तू ကပို့ပြီးတော့ဆင်းရဲခံရတယ်အသားသူ့သားကဖွာလန်းเจ้าကမွေးတဲ့တတ္တဝါအသားထက်နုနေတယ်ဟုတ်ပြီနော်ရင့်ကျက်မှုမရှိသေးဘူးမရှိတော့ခံနိုင်ရင်မရှိလို့ဒါကြောင့်မလို့ဘိုက်ခွဲမွေးတဲ့ကလေးကပို့ပြီးခြုကြတယ်ကွာဆရာဝန်လောက်အောင်လို့ဖြစ်နေနော်ဟိုတငယ်ချင်းတွေအကုန်လုံးကဆေးကြောင်းတက်တာဆိုတော့ကိုယ်လည်းရောရောင်ပြီးဆေးကြောင်းတက်လာတာဒါတွေအကုန်သိအဲ့တော့ထားဒီတော့ဦးဇင်းပြောနေတာကဒါသမ္မာပုဂ္ဂိုလ်တွေဒီကိစ္စတွေမသိနိုင်တော့ဒါမင်းထင်ထားတာကဗိုက်ထဲကကလေးဘာမှမသိဘူးလို့မင်းထင်ထားတာဟုတ်ပြီနော်အဲ့တော့ तू ပြောသွားတဲ့စကားအမှန်ပဲလို့အမိတ်ဘိုက်ထဲတုန်းကဖူးလိုက်ရတယ်ဖယားမှန်နေတရားပွဲခွားကန်နီးပြီကိုညတရားနာမနဲ့မွေးတာကိုဗျအဲ့တော့သူတော်ကောင်းတို့ဦးဇင်းတို့တို့သိရမှာကနော်အတိတ်ဘဝတွေရှိခဲ့ပါရဲ့သားနဲ့ယခုဘဝဘာလို့မသိကြသလဲဇာတိပရိသေတွေကမွေးဖွားတဲ့ချိန်ကလေးကရင်ကြီးမားလာစွာသောဒုက္ခကြီးနဲ့ရင်ဆိုင်လာတဲ့အတွက်အတိတ်ဘဝတွေမိတ်ကုန်ပြစ္ဆုတ်ပံဒီဘက်ဘဝရောက်တော့ကောဆိုတော့ငယ်စဉ်တောင်ကြီးကလေးဘဝကလေးကအမေရဲ့ချော့မြူခြင်းအဖေရဲ့ချော့မြူခြင်းပတ်ဝန်းကျင်ရဲ့ချော့မြူခြင်းနဲ့ငါးပါးအယုံကာမဂုဏ်ထဲမှာအပျော်ကြီးပျော်သွားတော့ဟုတ်ပြီနော်ကာမဂုဏ်အပျော်လည်းရှိတယ်နောက်တစ်ခါဘဝကရိုက်ခတ်လာခဲ့တဲ့တချို့ကြတော့ဘဝလောကရန်တွေထဲမှာဆင်းရဲတဲ့ဓာတ်တွေခံရတာတွေမရှိဘူးလားအဲ့ဒီစာဝတ်နေရလဲ့လဲဖြည့်ရှင်းရင်းနဲ့အတိတ်ကအကြောင်းတွေအကုန်မေ့ကုန်ဟုတ်တယ်နော်တဲ့ဥစဉ်နဲ့ကပ္ပိယဆက်ပြောတယ်ဒီတိုင်းဆိုရှေ့ဘဝတွေသာတကယ်မှတ်မိခဲ့ရင်ဘယ်တပည့်တော်တို့တွေအကုန်လုံးအရွယ်ရောက်တာနဲ့ယဟန္တာတွေဖြစ်ကုန်မှာပေါ့ဟုတ်ပလားဖြစ်နိုင်မဖြစ်နိုင်မသိလို့ခင်ဗျားတို့ပြောနေတာဟမ်သိရင်ပြောစရာတကွက်မှမရှိဘူးအဲ့တော့ခုမသိပြောရခြင်းသည်လေဗျံပရာဘေးတင်ခြင်းပဲကျင်납ပြီလားကဲတွေးတောစိတ်သမားလည်းဒီထက်ပါလိမ့်မယ်ထင်တယ်ရှင်းမလားဟုတ်ပြီအဲ့တော့အခုတော်ကောင်းတို့ဗျံပရာဘေးအကြောင်းကိုခုရိပ်မိပြီလားအေးအဲ့တော့အခုတဘဝထဲမှာကိုပြောင်းဆန်နေတဲ့ဗျံပရာတဘဝတည်းမဟုတ်ဘူးဟဲ့အခုဝိပဿနာဉာဏ်နဲ့စူးစိုက်ပြီးကြည့်တော့တခဏအတွင်းမှာကိုတော်ကောင်းဆိုစိတ်တွေဟာမူမှန်ရလားကောင်းတဲ့စိတ်ရောက်သွားလိုက်မကောင်းတဲ့စိတ်ရောက်သွားလိုက်ကောင်းတဲ့စိတ်စီဥတီလိုက်မကောင်းတဲ့စိတ်စီဥတီလိုက်ဒါစိတ်ပိုင်းဆိုင်ရမှာဒီတော့ဗျံပရာဘေးဆိုတာသူတော်ကောင်းတို့မှာရှိမရှိလာကြတဲ့ကရင်နော်ဟေတုပစ္စည်းမှာအမြင့်အပြင်ကုသလဟိတ်3ပါးအကုသလဟိတ်3ပါးအဲ့တော့လောဘဒေါသမောဟသူတော်ကောင်းတို့တဏ္ဍာအကုသိုလ်အမြင့်တွေပါမပါ
အားလုံးကိုသုံးသပ်ကြည့်ရင်လောဘဆိုတဲ့တရားရှိမရှိဒေါသရောမောဟရောထိုနည်းတူစွာပဲအလောဘတရားရောဘုသူတော်ကောင်းတို့ကိုစီမှာကိုစဉ်းစားကြည့်အလောဘဆိုတော့ကိုပစ္စည်းလေးတွေစွန့်လွတ်ခြင်းနဲ့လူဒန်းခြင်းနဲ့ကူညီခြင်းနဲ့ထောက်ပံ့ခြင်းနဲ့အပါဝင်ကိုယ့်အတွက်ကာမဂုဏ်ခံစားတဲ့အချိန်တွေကိုခုသူတော်ကောင်းတို့စွန့်လွတ်လာတာစွန့်လွတ်ပြီးဒီမှာတရားနာတဲ့ထဲမှာဒီလူတွေအများကြီးတဲ့မှာပြုတ်သိမ့်ကြက်ပြီးတော့လာပြီးတော့ဒီအချိန်ကလေးကိုလာပြီးတရားနာနေတယ်ဆိုတာကိုယ့်ကာမဂုဏ်စည်းစိမ်တွေကိုစွန့်လွတ်ထားခဲ့တဲ့အလောဘဓာတ်ခံရှိလို့တရားနာနိုင်တာဟုတ်ပြီနော်ကိုယ်ပိုင်ခွင့်ရေးတွေစွန့်လွတ်ထားတဲ့နောက်အများနဲ့နေတတ်တဲ့အများနဲ့စုပေါင်းနေတတ်တယ်ဆိုတာကအလောဘကိုရင့်ကျက်အောင်သင်ကြားနေတာအများနဲ့နေရင်အများသဘောကြအောင်အများနဲ့သဟဇာတဖြစ်အောင်မနေရဘူးလားနေရရင်ကိုယ့်အကြိုက်ကိုယ့်အလိုက်တွေကိုမစွန့်လွတ်ရဘူးလားမစွန့်လွတ်နိုင်ပြဿနာတက်တာပဲသူတလူငါတမင်းသဘောပါသလားအဲ့တော့အလောဘဓာတ်ခံသူတော်ကောင်းတို့မှာရှိမရှိအရောဓရောအမောဟရောအရောဓမေတ္တာစိတ်ကလေးတွေလည်းသူတော်ကောင်းတို့တဏ္ဍာမှာရှိနေတယ်အမောဟဆိုတဲ့နိုးကြဖြတ်လတ်နေတဲ့အခါကာလတွေရောရှိနေတော့ဒီဟိတ်6ပါးထဲမှာကုသလဟိတ်3ပါးအကုသလဟိတ်3ပါးအဲ့ဒီ3ပါးဆိုတော့နှစ်ခုကုသိုလ်နဲ့အကုသိုလ်ဟာလွန်ဆွဲနေကုသိုလ်နဲ့အကုသိုလ်ဒီသဘောတူဝတ္ထုလားဆန့်ကျင်ဘက်လားဒါပေမဲ့အဲ့ဒီကုသလဟိတ်နဲ့အကုသလဟိတ်လွန်ဆွဲနေတဲ့အတွက်သူတော်ကောင်းတို့စိတ်တွေဟာဗယံပရာပြီးသင်နေတယ်ဒီလိုသိထားဟုတ်ပြီနော်အဲ့ဒီထဲမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကခမည်းတော်ကျုပ်တို့သူတော်ကောင်းတွေကိုသတိပေးတာဒီစကားလေးထည့်ပြောဗါတယ်တကယ်သူတော်ကောင်းဓာတ်ခံရှိတဲ့လူမှသူတော်ကောင်းတရားကိုလက်ခံနိုင်တယ်နော်သူတော်ကောင်းဓာတ်ခံမရှိရင်ခုဦးဇင်းတို့ကဓမ္မဒိဋ္ဌာန်ကြခြုံဟောတာပဲဒါပေမဲ့နာယူတဲ့ပုဂ္ဂိုလ်ကပါဆိုငါဆောင်ဟောနေတာငါရွက်ပြောနေတာနော်ဒါငါတို့ကိုဆော်တာဒါသူ့ကိုဆော်တာအဲ့ဒါဘာလို့ဆိုသူတော်ကောင်းဓာတ်ခံမပါလာလို့တရားကိုမခံယူနိုင်ဘူးအခုပြောမဲ့စကားကသူတော်ကောင်းတို့သူတော်ကောင်းစိတ်ရှိတဲ့ပုဂ္ဂိုလ်တွေအတွက်မြတ်စွာဘုရားပြောခဲ့တယ်ဘာပြောခဲ့လဲဆိုတော့ပါပသမိန်ရမတိမနောဘာလဲလဲဒီစကလုံးအားလုံးကြားဥပါတယ်ဘာပြောတာစိတ်ဟာမနောဆိုတဲ့သူတော်ကောင်းတို့စိတ်ဒီပါပမကောင်းမှုနိုင်ရမတိပွေ့လျော်ဤဆိုတာဆိုလိုတာကကုသိုလ်စိတ်နဲ့အကုသိုလ်စိတ်နဲ့ခမည်းတော်ဒီစိတ်နှမျိုးတိုက်ပွဲမှာသူတော်ကောင်းတို့ကဘာနဲ့ပိုရင်းနှီးသတုံးဒါကိုပြောချင်တာအပေါင်းအသင်းများတာအကုသိုလ်စိတ်ဒါကြောင့်သူတော်ကောင်းတို့တရားအားထုတ်ရတယ်တရားသွားနာရတယ်တရားစခန်းဝင်ရတယ်ဘာကြောင့်လို့ဆိုတော့ဒီတိုင်းအားထုတ်ခြင်းမရှိရင်မကောင်းမှု၌သာပျော်မွေ့ပြီးတော့မကောင်းမှုနဲ့ပဲပေါင်းသင်းနေမှာဖြစ်တဲ့အတွက်သူတော်ကောင်းတို့ကသတိထားပြီးကိုသူတော်ကောင်းတရားတွေကိန်းအောင်လာအောင်ဆွဲဆောင်ယူရတယ်အားထုတ်ယူရတယ်ဟုတ်ပြီနော်အဲ့ဒီဗျံပရာပရိကြီးကလွတ်သွားဖို့အစိုးတွေကလွတ်အကောင်းတွေပြည့်စုံဖို့ဗါတယ်အခုဝိပဿနာကိုစနစ်တကျအာမထုတ်ဘူးဆိုရင်အစိုးတန်တရားကမလွတ်နိုင်ဘူးမသိမ့်နိုင်ဘူးဟုတ်ပြီနော်အဲ့တော့ဦးဇင်းတို့တွေဗျံပရာဘိကလွတ်ချင်ရင်ဟောင်းဘယ်လိုလုပ်ကြမလဲဆိုတော့ဟိုးရှိကဝိပဿနာလုပ်နေရတာကိုကတန်တရားဝတ္ထုကလွတ်ရေးဆိုတော့ဟောဒီတန်တရားမှာဝိပဿနာသည်အရှိကိုအရှိတိုင်းသိအောင်လုပ်ကြရတာဖြစ်တဲ့အတွက်အရှိကိုအရှိတိုင်းမသိခြင်းကိစ္စဘာတွေလဲဆိုတော့အနိစ္စဒုက္ခအနတ္တအသုဘဝိပဿနာသာအမှန်မှာအတိမှာအယူမှာဟုတ်အရင်ဘက်ကမပြောခဲ့ဘူးလားဒါနဲ့ဖြတ်ချေခံမယ်ပြောစရာရှုထောင့်နေတော့အများကြီးရှိတယ်နော်အဲ့ထဲမှာသူတော်ကောင်းတို့ဦးဇင်းတို့တွေလိုရင်းကြတဲ့အချက်ကိုပဲဝေဖန်ကြည့်အောင်အနိစ္စလောကမှာရှိသမျှတရားအလုံးသည်မြဲသလားမမြဲဘူးလားမြဲပါ
ဒါပေမဲ့ခမည်းတော်ကျုပ်တို့သိထားတာကနေစာဘယ်လိုသိထားလဲမမြဲတဲ့တရားကိုမြဲတယ်လို့သိထားတယ်အဲ့ဒီအမှတ်မှာအတိမှာအယူမှာမမြဲတာကိုမြဲတယ်လို့မှတ်ထားတယ်မမြဲတာကိုမြဲတယ်လို့သိထားတယ်မမြဲတာကိုမြဲတယ်လို့ယူထားတယ်ဟုတ်ပြီနော်အခုတရားနာနေရတဲ့ဘဝမှာကိုဗျာမရာဘေးကိုကြည့်မမြဲတာကိုမမြဲမှန်းခမည်းတော်အခုမှတ်မိအောင်ဆရာသမားများကတရားဟောပြီးတော့မပြောဘူးလားပြောတော့ကဲခုရုပ်မြဲသလားနာမြဲသလားအဲ့ဒါခမည်းတော်အမှတ်ကတော့မှန်သွားပြီကဲအတိယုံနာဓမ္မသင်္ခါရထဲမှာဘယ်တရားမြဲတော့အတိလည်းမှန်သွားပြီဒါပေမဲ့ခင်ဗျားတို့ဘာကြံနေတော့ဆိုဒီအယူကခင်ဗျားတို့ကမကျွတ်နိုင်ဘူးဘာလို့မကျွတ်နိုင်သလဲဆိုတော့ကိုဝိပဿနာရှုရင်းနဲ့ကိုတရားအထုတ်ရင်းနဲ့ခန္ဓာကိုယ်ကနာလာပြီကျင်လာပြီကြိုက်လာပြီခဲလာပြီဆိုတော့ဘယ်သူနာတာတော့ဟောငါခြေထောက်ကြီးကနာနေတယ်ငါခါကနာနေတယ်ဆိုတော့အနိစ္စရှိသေးလားရှိပါပါဟောနိစ္စကဝင်ပြီးတော့နှောက်ယှက်သွားတယ်အယူဝါဒအယူအစွဲရမပြုတ်သေးဘူးဟုတ်ပြီနော်အမှတ်မှာအတိမှာအယူမှာအချက်ဘယ်နှချက်ရှိတာ၃ချက်အခုခင်ဗျားတို့အမှတ်မှန်ဖို့ဆိုတာဒါကသူများပြောသိနဲ့သိထားတာကိုယ်ပိုင်သိမဟုတ်သေးဘူးဒီဝိပ္ပန္နာ၃ချက်မှာလဲဘယ်သူအရင်ဆုံးဖြုတ်ရမှာလို့ဆိုတော့ဒိဋ္ဌိဝိပ္ပန္နာအရင်ဖြုတ်ရမှာသောတာပန်တည်သွားပြီဆိုဒိဋ္ဌိပြုတ်သွားပြီဒါပေမဲ့အမှတ်မှာအတိမှာမကုန်သေးဘူးသဘောပါသလားသို့တော့အယူမှားကိုဖြုတ်ဖို့ရဘယ်ကစရမှာလို့ဆိုတော့အမှတ်မှန်အတိမှန်ကစရမှာတစ်ဆင့်ချင်းသွားမှာပေါ့အဲ့တော့အဲ့ဒီအမှတ်မှန်အတိမှန်နဲ့ဒိဋ္ဌိဖြုတ်နိုင်တဲ့အဆင့်ထိသွားရမှာဆိုတော့ဒီမှာအနိစ္စကိုနိစ္စလို့သူတော်ကောင်းတို့ဦးဇင်းတို့မှာမှတ်ထားတယ်သိထားတယ်ယူထားတယ်ဟုတ်ပြီနော်ဝိပဿနာဘယ်လိုလုပ်ရမှာလဲဆိုတော့အနိစ္စကိုနိစ္စလို့ခမည်းတော်ကျုပ်တို့မှတ်ထားသိထားတာကိုအမှတ်မှန်အတိမှန်အယူမှန်ဖြစ်အောင်ပွားများဝိဆိုတာအထူးပတ္တဆိုတာရှုတာဟုတ်ပြီနော်အထူးရှုမှတ်ပွားများနေတာကိုဘာခေါ်တော့ဝိပဿနာဆိုတော့အထူးရှုတာဘာတွေကိုရှုရမလဲဆိုတော့အရင်တစ်ပတ်ပြောခဲ့ပြီတကယ်အရှိတရားကစိတ်စေတသိက်ယုတ်နိဗ္ဗာန်ညာပြောယုတ်နိဗ္ဗာန်နိဗ္ဗာန်မှာအခုခင်ဗျားတို့ကျတို့အတူတူနေနေတာကစိတ်စေတသိက်ယုတ်အချင်းချုပ်ရင်ယုတ်တရားနဲ့ကျင်တယ်နော်ဒါပြင်နိဗ္ဗာန်နဲ့အတူမရှိဘူးပေါ့ဒါအဲ့ဒါညင်းနေရလိမ့်မယ်ထားလိုက်နော်တကယ်ရှိတာ၄ပါးအချင်းချုံလိုက်ရင်ယုတ်နဲ့နာအခုအတူနေတာဗာနဲ့နာယုတ်နဲ့နာယုတ်နာနဲ့အတူနေတော့အဲ့ဒီယုတ်နာကိုပဲခုသူတော်ကောင်းတို့ကအနိစ္စဆိုတာအနိစ္စဆိုတဲ့တရားကိုယုတ်နာပေါ်မှာပဲယုတ်ကလည်းနိစ္စလားအနိစ္စလားနာငါရောအနိစ္စလားနိစ္စလားအနိစ္စနော်အနိစ္စဆိုတာမြဲသလားမမြဲဘူးလားဒါပေမဲ့ခင်ဗျားတို့ကျွတ်တို့မှတ်ထားတာကမြဲတယ်လို့မှတ်ထားတယ်ဒီယုတ်ကိုလည်းမြဲတယ်လို့မှတ်ထားတယ်ဒီနာကိုလည်းမြဲတယ်လို့ဘာလို့ဆိုငါစိတ်အကြောင်းပေါ်လာတယ်ငါစိတ်အကြောင်းပေါ်လာတယ်ငါယုတ်မပြောဘူးလားအဲ့ဒီယုတ်ကလေးကိုကိုယ်ပိုင်ယုတ်နော်မြဲနေတဲ့ယုတ်လို့ဒီလိုထင်နေတာအမြဲပြတ်ဒလဇဖြစ်ပြီးပြတ်နေတယ်ဆိုတာဆရာသမားပြောတဲ့ချိန်ကိုယ့်အကိုတစ်ခါတလေစဉ်းစားတဲ့ချိန်အမြဲတမ်းမယူဘူးဟုတ်ပြီနော်ဒီတော့ဟောဒီယုံ nant ပေါ်မှာပဲမမြဲဘူးဆိုတဲ့အနိစ္စတရားကိုနိစ္စရဲ့လို့အမှတ်မှားတယ်အတိမှားတယ်အယူမှားတယ်အဲ့ဒီအနိစ္စတရားသည်ဒုက္ခလားဒုက္ခလားဒုက္ခပဲမဲ့ခမည်းတော်ကျုပ်တို့သည်ဒီခန္ဓာကိုယ်ကိုအချိန်တိုင်းဒုက္ခရောက်နေတယ်လို့ထင်လည်းမထင်ဘူးသိလည်းမသိဘူးယူလည်းမယူဟုတ်ပြီနော်စားကောင်းတဲ့ချိန်သွားကောင်းတဲ့ချိန်နေကောင်းတဲ့ချိန်မရှိဘူးလားအဲ့ချိန်ဒုက္ခလို့ညီးသလားစားလို့ကောင်းလိုက်တာအေးလာစားကြည့်စမ်းပါဟုတ်ကဲ့လားဝတ်လို့ကောင်းလိုက်တာဝယ်ဝတ်ကြည့်စမ်းပါဒါနဲ့ပြောနေတာဒီတော့ဒုက္ခကိုဘာထင်နေတယ်ဒုက္ခကိုတရင်ကအာယုံလေးတွေကလှည့်စားနေတယ်ဗါတယ်လှည့်စားနေတော့ခင်ဗျားတို့ကျွတ်တို့ကစိတ်ကဗျံပရာဘူးဗျ
အခုဒုက္ခရောက်နေခဏနေဒါမို့လို့အခုငိုနေရနေခဏနေထရည်ချင်းရည်နေရအခုရည်နေရနေခဏနေငိုချင်းဗျာဗရာဘေးတွေမသိငယ်ဘူးလားအဲ့ဒါဒုက္ခကိုဗာမှတ်နေလို့ဒုက္ခမှတ်နေလို့အခုလောကဓာတ်တစ်ခွင်လုံးမှာရှိတာကချမ်းသာရှိတာလားဆင်းရဲရှိတာအော်ဒါတရားပွဲထဲမှာអော်တာဟုတ်ဟမ်ဆင်းရဲရှိတာဆိုခင်ဗျားတို့ကဒီဆင်းရဲအတွက်နဲ့သီးတာတောင်းတနေစရာလည်းမရှိဘူးငိုကြွေးနေစရာလည်းမရှိဘူးပူဆွေးနေစရာလည်းမရှိဘူးအဲ့တော့ဒုက္ခအစစ်မှန်ပိုင်ပိုင်နိုင်နိုင်သိမထားတော့ယောဂရလာတော့မှစိုးရိမ်စရာကြောင်းကြစရာငကိုကလေးဒီခန္ဓာကိုယ်ကြီးမှာယောဂတုံးယောဂခဲကြီးပဲဆိုတာငကိုကလေးသိထားရင်ဘာမှပူစရာမလိုရှင်းသလားဟဲ့အဲ့တော့ဒုက္ခကိုဘာထင်လို့ဒုက္ခထင်တာလဲအမှတ်မှာအတိမှာအယူမှာသုံးချက်ပဲဟုတ်လားဟဲ့နောက်အတ္တနဲ့အနတ္တတကယ်ရှိတာကအနတ္တဆိုတာအစိုးရတဲ့တရားလားအစိုးမရတဲ့တရားဒါပေမဲ့ခင်ဗျားတို့ကျွတ်တို့ကအစိုးရတယ်လို့ထင်တာကိုယ်လက်ကလေးကိုလှုပ်ချင်တယ်လို့လှုပ်နိုင်တယ်ကိုင်းကျင်တယ်လို့ကိုင်းကျင်တယ်ဆိုရင်ကိုယ်လက်ကလေးဘာဖြစ်နေအစိုးရတယ်ကိုခြေတော်ကိုသွားချင်တယ်လို့သွားလို့ရရင်အစိုးရတယ်ကိုစားချင်တာစားနိုင်ရင်သဘောပါသလားကိုကြည့်ချင်တာကြည့်နိုင်ရင်အစိုးရတယ်အမတ်တမဲ့ဒီတိုင်းနေမသိပါဘူးအနာစာလာဖတ်ခိုင်းတော့မှမျက်မှန်အိမ်မကောင်းဘူးဟဲ့မျက်မှန်ရှာမှမကောင်းဘူးဟဲ့သဘောပါလားမျက်မှန်မရှာခင်ကကြတော့ကောင်းတယ်ထင်နေတာအတ္တလားအနတ္တလားအနတ္တကိုဘာထင်နေတယ်အတ္တလို့အမှတ်မှာအတိမှာအယူမှာရှင်းတယ်နော်ကဲသူ့ပါလားအတုပါလားတကယ်အရင်ခံရှိတဲ့အချက်ကြီး၄ချက်ကအနိစ္စဒုက္ခအနတ္တအတုပပြန်ပြောအဲ့ဒီအနိစ္စဒုက္ခအနတ္တအတုပကိုပဲသူတော်ကောင်းတို့ကအမှတ်မှာအတိမှာအယူမှာဟောအမှားပဲနှစ်ချက်၃ချက်အမှတ်မှာအတိမှာအယူမှာအမှား၃ချက်နဲ့သူတော်ကောင်းတို့တွေဟာ၃လေးလီ7ဝိပ္ပန္နတ12ပါးအဲ့ဒီ12ချက်သောအမှားနဲ့ဗျံပရာဘီသိနေတာလို့ဒီလိုသိထားအဲ့တော့ဝိပဿနာဘယ်လိုအားထုတ်မှာလဲဆိုတဲ့အချက်မှာဒီ12ချက်ကိုပြည့်အောင်ဖြေရဝိပဿနာသမားတွေကဟုတ်ပြီနော်ဒါဖြင့်အနိစ္စကိုဘယ်လိုမှတ်အနိစ္စလို့မှတ်ရိုးလေးနောက်တနေ့ဒါအလုပ်သင်တော့မှာပေါ့နော်အခုလောလောဆယ်မှာအနိစ္စကိုဒုက္ခကိုအနတ္တကိုအသုဘကိုအဲ့ဒီမှတ်တဲ့နေရာမှာအမှတ်လဲမှန်ရမယ်အတိလဲမှန်ရမယ်အယူလဲအမှတ်မှန်မှအတိမှန်မှအမှန်မှလို့အတိမှလို့အဲ့ဒီနေရာမှာသူတော်ကောင်းတို့လောကသုံးစကားပဲတဏှာနာနီမုတ်ဆိုးနာနီအနမတကတန်တရားတစ်လျှောက်လုံးမှာရှိကမားနေတဲ့အတိုင်းဝိုင်းကြားတဲ့ကိုအမားတရဝါလေးတွေမွေးဖွားလာတာဖြစ်တဲ့အတွက်ဟုတ်ပြီနော်ဘုံငယ်ငယ်လေးတွေကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးထောက်ပြတယ်လို့ပြောရည်ငယ်ငယ်လေးတွေခင်ဗျားတို့မွေးလာကြတဲ့ကရင်ယောက်ျားပိသားအောင်နေစမ်းမိန်းမပိသားအောင်နေစမ်းယောက်ျားစိတ်မိန်းမစိတ်တွေအမေဖေကသွင်းမပေးဘူးလားအမေဖေကအေးရောက်လာကြောင်းတဲ့တော့လေအထဲထဲမှာကြောင်းစာတတ်အောင်သင်ခိုင်းတာမဟုတ်ဘူးအစင့်တစ်ရအောင်လုပ်ခိုင်းတယ်လောဘမကြီးကြီးအောင်သင်ပေးတယ်ဟမ်ဒီထဲမှာတကယ်ချင်းကစားလို့ကိုကခံလာနေဥအောင်ချခဲ့တာမဟုတ်ဘူးဟမ်အတက်ကောင်းနေသင်ပေးတာအမေတွေဖေတွေကဟုတ်ကလားအဲ့တော့စလာကြတဲ့ကရင်အမှတ်ကဘာဖြစ်လားအဲ့ဒီသင်ကြားရေးစနစ်မှာအမှားတွေကိုတို့ကသင်ယူလာဘာတွေသင်ယူလာလဲလောဘမရှိတဲ့ကလေးကိုလောဘရှိအောင်အရွယ်ရောက်လာလို့14 5 6နှစ်လောဘမရှိတတ်သေးဘူးသူများတွေရှာဖွေနေပြီသူကအလေလိုက်ကောင်းတော့
ဘယ်လိုစားမလို့ဘယ်လိုတောက်မလို့မလေးသင်ပေးတာအတက်ကောင်းနေနော်စီးပွားရှာတာငွေများရှာနိုင်ရင်ပြီးတာပဲဆိုဟိုကောင်းခိုးချလာရောက်ပြီးရောသဘောပါသလားအသင်ကောင်းနေသင်ပေးတယ်အဲ့တော့ပတ်ဝန်းကျင်မှာခင်ဗျားတို့တငါနာနီးတငါစိတ်မုတ်ဆိုးနာနီးမုတ်ဆိုးစိတ်ဆိုတာတန်တရားတစ်ခွင်လုံးအခုသူတော်အောင်တို့ကျင်လည်နေကြတဲ့တတ္တဝါတွေသည်မှန်လို့လည်နေတာလားမှားတယ်မှလည်နေတာလားဒီတော့သူတော်အောင်တို့မွေးဖွားလာတိုင်းဘယ်တန်တရားတွေရောက်လာတာအမှားတန်တရားတွေရောက်လာတော့အမှတ်မှားစခဲ့ကြဘယ်အစားလားတော့ပါနဲ့နော်ဒါကြောင့်တိုင်းပြည်တစ်ပြည်နိုင်ငံတစ်နိုင်ငံလူမျိုးတစ်မျိုးထုံးနည်းတူစားပဲကလေးဘဝကလေးကသင်ကြားပြီးဘာသာရပ်ကစဘာသာရေးကစကလေးဘဝကလေးကသင်ကြားရေးစနစ်ကမှန်ခဲ့မှအကျိုးရှိတဲ့အကျိုးပြုနိုင်တဲ့သင်ကြားရေးစနစ်နဲ့သင်ပေးခဲ့မှအမှတ်မှန်မှအတိမှန်ဟုတ်ပလားအတိမှန်မှအယူမှန်အခုလောကီရေးရာတွေမှာလည်းအတူတူပဲအခုကိုလောကထဲမှာရှိလိုက်မြန်မာနိုင်ငံတိုးတက်တဲ့ထဲမှာမပါဘူးဆုတ်ယုတ်တဲ့ထဲမှာပါတယ်ဒါလူတိုင်းသိပြီးသားနိုင်ငံရေးစကားပြောတာမဟုတ်ဘူးအဲ့ဒီဆုတ်ယုတ်မှုဘာလို့ပါလဲဆိုကျောင်းနေစတင်လိုက်ကြတဲ့ကအမားတွေကြီးစတင်ပေးတယ်လူလောကအတွက်အကျိုးပြုမဲ့အသုံးချပညာမပါဘူးကျောင်းထားတယ်ဆိုတာပညာသင်ဖို့ဒါပေမဲ့သူတို့ကအစင့်တက်ရဖို့ရအတန်းအောင်ဖို့ရထားတော့ဘယ်တော့အခါမှပညာမတတ်ဘူးအဲ့တော့သူတို့အမှတ်မှားကပဲကြီးချင်းလာတော့အလုတ်လုပ်တော့မယ်ဆိုကြတဲ့အောက်ဆိုင်များများရတဲ့အလုတ်ရှာတယ်ဟောအကျိုးရှိတဲ့အလုတ်အကျိုးပြုမဲ့အလုတ်မပါဘူးသူသင်လိုက်တဲ့ပညာကိုအသုံးကျတဲ့ပညာတွေကြီးပဲအဲ့တော့ဆေးကျောင်းတွေရှိတယ်ဆရာဝန်မဖြစ်လာဘူးအင်ဂျင်နီယာကျောင်းတွေရှိတယ်အင်ဂျင်နီယာဖြစ်မလာဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုတော့အမှတ်မှားအတိမှားအယူမှားရှင်းလားအခုတရားရိပ်သာတွေရှိတယ်ထုံနည်းသူကပဲတရားရမလားဘုဂုနဲ့မဟာစီရံပြည့်ဟိုရိပ်သာနဲ့ဒီရိပ်သာရံပြည့်ဟိုဆရာတစ်ပည့်နဲ့ဒီဆရာတစ်ပည့်မှမတည့်ဘူးဟမ်ပြောရင်ကျုပ်ကရှုထောင့်ဦးသိန်းကကြည်တိုင်းမှာရှုထောင့်အစုံကကြည်တတ်တယ်ဒါအောင်ပြောရင်လည်းရှုထောင့်အစုံကပြောတတ်တယ်အဲ့တော့ထောက်နဲ့တဲ့သွားတဲ့လူကတော့နာတာပေါ့နာအောင်ပြောတာမဟုတ်ဘူးတရားပြောတာဒါမို့လို့ပါပသမိန်ရမတိမနောဆိုတဲ့စကားတောင်မှပညာရှိတွေ့ပြောတဲ့စကားလို့ပြောတာအဲ့တော့ခုတရားဟောတာဆိုတာလေပညာရှိတွေ့ဟောတာပညာမဲ့မခံယူနိုင်ဘူးတရားနဲ့တရားတန်ကြားလို့ဆက်ခါနာပြီဆိုကြတဲ့အောက်တန်းစားစာမှတ်ပြီတော့သဘောပါတယ်နော်အဲ့တော့အခုအစစ်တန်းလေးတွေမှာဒါပဲအခုလဲသူတော်အောင်တို့တရားစသင်ကြတဲ့ကရင်အခြေခံတကြစနစ်တကြသင်ထားမှတခြားရိပ်တာတခြားဆရာတစ်ပည့်နဲ့ရံမဖြစ်ဘူးဟုတ်ပြီနော်တကယ်တော့ငါလည်းမရှိဘူးငါဆရာရောတပည့်တော်တို့ကကိုယ်ဆရာမကောင်းကြောင်းပြောရင်မခံနိုင်ဘူးဗျဘယ်မလို့ကိုယ်ဆရာဟမ်ကိုအောင်ပဲမှာတော့တရားအဟုတ်သိထားရင်ရံဖြစ်ဆရာအကြောင်းကိုမရှိဘူးအကြောင်းတရားနဲ့အကြောင်းကောင်းမှဒီလူတယောက်အမနာပဘာလို့ပြောခံသူပြောခံရင်သူ့အကြောင်းမကောင်းတာအဲ့ထဲကိုကြားရင်ကိုအကြောင်းမကောင်းတာကိုကဒေါသဖြစ်လာရင်ကိုနောက်ထပ်အကြောင်းထပ်မကောင်းတော့တာသဘောပါသလားအဖြေလေးတွေကရှင်းရှင်းလေးတွေလောကမှာလေတရားသဘောအတိုင်းကြည့်ရရင်မတရားပြုသူဆိုတာလည်းမရှိဘူးမတရားခံရတယ်လို့ဆိုတာလည်းမရှိဘူးအကြောင်းတရားနဲ့ဒါပဲအုပ်ချုပ်သူလည်းမရှိဘူးအုပ်ချုပ်ခံလည်းမရှိဘူးအနိုင်ကျင့်သူလည်းမရှိဘူးအနိုင်ကျင့်ခံသူလည်းမရှိဘူးတကယ်ဓမ္မသဘောအရာချင်းအကြောင်းနဲ့အလုံးဟာအနိစ္စဒုက္ခအနတ္တဒါကိုအရင်ကြကြဝိပဿနာလုပ်မယ်ဆိုရင်ဒီအခြေခံတွေကိုသွားမှခင်ဗျားတို့ယံဖြစ်စရာတွေယံဖြစ်ပြီဆိုကြတဲ့ကရင်ဓမ္မလားအာဓမ္မဒါဖြင့်ဒီလူတရားအထုတ်နေတယ်လို့ပြောလို့ကျင့်တတ်လားသဘောပေါက်သလားဒီတော့တဘာဝဓမ္မကြီးထဲမှာခင်ဗျားတို့ကျွတ်တို့သင်ယူလာကြတာကအာဓမ္မတရားတွေမွေးဖွားလာကြတဲ့ကသင်ယူလာတဲ့အတွက်သူတော်တို့စိတ်တဏ္ဍာမှာစွဲမြဲနေတာကဓမ္မတွေစွဲနေလားအာကုသအာဓမ္မတွေစွဲအာဓမ္မစွဲတွေရှိတော့အမှတ်လဲမှားတယ်အဲ့ဒီအမှတ်မှားအတိမအယူမကိုဖြုတ်ပစ်နိုင်ဖို့အတွက်အမှတ်မှန်မှ
အခုတရားများများနာရတယ်ဆိုတာဒါအခုဦးဇင်းကလည်းသူတော်ကောင်းတို့ပြောနိုင်ဖို့ဆိုတာအကြောင်းမပြောနေရတာမဟုတ်ဘူးမှစာရိပေဖတ်တယ်မှတ်တယ်ကိုရှိဆရာများကအပရံပရဆရာတွေကဘာတွေပြောထားခဲ့လဲဒါတွေဖတ်မှတ်ပြီးတော့နှလုံးသွင်းရတယ်နှလုံးသွင်းမှသူတော်ကောင်းတို့ပြန်ပြောရတယ်အမှတ်မှန်မှအမှတ်မှန်အောင်ကြိုးစားနေရတယ်ဒါမို့တရားအထုတ်နေတယ်ဆိုတော့ဘာလို့နေအောင်ဆိုတရားမှတ်နေတာဘာလို့နေတာတရားမှတ်နေတာဒါအမှန်ပဲမတရားတဲ့အမှတ်တွေကိုမဝင်လာနိုင်အောင်တရားအမှတ်ဖြင့်စွဲမြအောင်လုပ်တော့အမှတ်ကလေးတွေတရားလေးတွေအမှတ်မှန်လာပြီဆိုတော့ဒီဘက်ကအတိတရားလေးတွေကတရားနဲ့လျော်တဲ့အတိတွေဖြစ်လာတယ်ဖြစ်လာတော့ဆင်ញင်တုံတရားချင်းမတူတော့ဘူးနော်ဆင်ញင်တုံတရားအဆင့်မြင့်လာမှဟုတ်ပလားဥပမာဆိုကြပါစို့အသိဉာဏ်မရှိတဲ့လူနဲ့အသိဉာဏ်ရှိတဲ့လူတရားမင်းဒီလုပ်ငန်းကခိုးမှရမှာကွာဒါဒီလိုယူလိုက်တကယ်တော့ तू မသိရင်ပြီးတာပဲဘာမှပြဿနာမရှိဘူးအရေးကြီးကမင်းစားဝတ်နေရေးအဆင်ပြေဖို့ဆိုတော့အမှတ်မှားထားတဲ့လူကအသိရလဲမှားပါဩအပြစ်မရှိပါဘူးဘာဖြစ်တော့အရေးကြီးတာ तू မသိရင်အပြစ်မရှိဘူးတခိုးဆိုတာမိမှာဘူးဟမ်ဟုတ်ကလားလောကဥပဒေရမိမှအရေးယူလို့ရဟမ်လောကတရားရေးရလीပစ္စည်းသက်တွေလည်းရှိရမယ်လူသက်တွေလည်းရှိရခိုးပါလေဆိုမှဘယ်လူသက်တွေလာမလို့သဘောပါလားဟမ်မရိမှုသက်တွေရှိသလားမေးသလိုပေါ့နှစ်ယောက်တည်းရှိလို့မှကျူးလွန်ပါတယ်ဆိုမှသက်တွေဘယ်နှမ်းသွားရှာမလဲဟမ်သဘောပါလားအဲ့တော့လူသက်တွေပစ္စည်းသက်တွေတဲ့သက်တွေရှိမှအမှုဖြစ်မှာဆိုတော့အေးစေးဘောသက်တွေမရှိချကြပေါ့ဟမ်တော့ပါနော်အဲ့ဒါပညာရှိလို့လားပညာမဲ့လို့ပညာမဲ့အတိုင်းဝိုင်းနေရလာတော့အာကုသိုလ်အလုပ်ကိုမကြောက်ဘူးသူကတရားရုံးမရောက်မချင်းမကြောက်ဘူးဟုတ်ပြီနော်တကယ်အပြစ်ပေးမှာကတရားရုံးကပေးမှာလားကံတရားကပေးမှာကံကိုမကြောက်ဘူးခင်ဗျားတို့ကဟုတ်ပြီနော်အခုအကျိုးပေးတွေဗယံပရာပေးလာပြီဆိုတော့မလေးနော်ဒီကံနဲ့ဟမ်ဒါတော့ဆိုးရသလားငါကောင်းတာတွေလုပ်နေတာဆိုတော့အတိတ်ကဘယ်လောက်ဆိုးခဲ့မှမသိတာသဘောပါသလားအဲ့တော့ခင်ဗျားတို့ကမကောင်းတဲ့ကံအကျိုးပေးမှာကိုကြောက်ရမှာလားမကောင်းတဲ့ကံလုံမိမှာကိုကြောက်ရမှာမကောင်းတဲ့ကံမလုံမိပဲနဲ့အကျိုးပေးဆိုတာမလာဘူးဆိုတာပညာရှိကြတော့သိတယ်ဟောသဘောပါသလားဒါကြောင့်အမှန်တရားအတွက်ကြတော့သက်သေလို့လေလောကအလယ်မှာရှုပ်ချက်ခတ်နေတယ်အဲ့ဒီသက်သေပြတာမပြတာအသာထားလုံမိပြီးသားကံတရားသည်အကျိုးပေးမှလားမပေးဘူးလားဟောပညာရှိကြသိလာပြီပညာရှိကြတော့ကိုအမှတ်မှန်အောင်ကြိုးစားပြီအဲ့တော့ခိုးမှစားရမယ်ဆိုရင်ငါကခိုးပြီးစားနေကြတဲ့ဘယ်သူမသိငါဟာတခိုးဟမ်လိမ်ပြီးစားနေပြီဆိုကြတဲ့ဘယ်သူမသိငါလူလိမ်အဲ့တော့ငါဟာလူဘဝဖြစ်တဲ့အခိုက်ကလေးမှာယုံညံ့စွာအသက်မွေးရပြီဆိုကြတဲ့လူယုံမှာဟောပညာရှိကြတယ်လို့သွားတယ်မစားဘူးငါသိဘူးမစားဘူးမလိမ်ဘူးမခိုးဘူးရှင်းသလားခုတရားလည်းဒါပဲကုသတော်လုံးဝိပဿနာလုပ်တယ်ဆိုတော့အနိစ္စကိုအနိစ္စလို့မှန်ကန်စွာသိအောင်အထောက်အမယ်အဲ့ဒီသိဖို့အတွက်တစ်အမှတ်မှန်ရမယ်နှစ်သုံးဟောတဖြည်းဖြည်းအမှတ်ကနာလာပြီဆိုမှစွဲမြဲလာပြီဆိုရင်ကိုယ့်အသိတရားလေးတွေကိုယ့်ကို relation လုပ်ရမယ်နော် correction လုပ်ရမယ်အမှားမှန်ချင့်ကျင်ရမယ်ငါအသိဆင်ញင်တုံအသိတရားလေးတွေဟာအရင်နဲ့ပို့ပြီးရင့်ကျက်ရဲ့လားမှန်ကန်ရဲ့လားသဘောပါရဲ့လားသူပဲငါပဲပြဿနာကြုံလို့ဘက်လိုက်တတ်သေးတယ်တစ်ဖက်ဆောင်းနေပြောတတ်သေးတယ်ဆိုရင်ငါအသိရမှားနေသေးတယ်အမှတ်မနာသေးဘူးပြန်မှတ်အောင်သူများကိုဝေဖန်မှုအသာထားဟမ်တော့အခုဦးဇင်းတို့ကဒီဓမ္မသဘောတရားလေးတွေရပြောရင်သူတို့ခါကိုဝေဖန်မှုအလွန်ကြောက်မလုံမိအောင်နေတယ်ဘောပါနဲ့နော်ဘယ်သူကိုဘယ်သူဝေဖန်
သူများဝေဖန်ဖို့ထမ်းလို့ကိုတောင်ဝေဖန်နိုင်တဲ့အစွမ်းတတ္တိမရှိသေးလို့ဓမ္မလမ်းကြောင်းကပြောင်းနေတာပေါ့ဗျာညင်းညင်သေးတယ်ခုံညင်သေးတယ်သူတို့ကအပြစ်ပြောချင်သေးတယ်ဆိုတာကိုယ့်မှာကိုယ်ကအသိမပြည့်စုံသေးလို့အမှန်မှန်မှာအသိဒါကိုစစ်ဆေးရမယ်အသိမှန်ရင်အယူမှန်လာရင်လွတ်မြောက်လာမယ်ငြိမ်းချမ်းလာမယ်သဘောပါရဲ့လားအဲ့တော့ဟိုလူအလိုမကြဒီလူအလိုမကြဟိုလူမကျေနပ်ဒီလူမကျေနပ်ဖြစ်เสียအကြောင်းမရှိဘူးဒါကြောင့်ဝိပဿနာအလုပ်သည်အမှန်တကယ်လုပ်ရမှာကအမှန်မှန်အသိမှန်အယူမှန်ဒီမှန်သုံးမှန်စီကိုရောက်အောင်သွားမှာသွားဖို့အတွက်အဓိကမှားနေကြတာဘာတွေလဲဆိုတော့အနိစ္စဒုက္ခအနတ္တအာတုပအကြောင်းတရားတကယ်အရင်းကအရှိဓမ္မတရားဓမ္မသဘောဓမ္မလက္ခဏာ၄ပါးအဲ့ဒီဓမ္မသဘောဓမ္မလက္ခဏာ၄ပါးကိုတို့ကအနိစ္စကိုဘာလို့မှတ်နေခဲ့တာလဲနိစ္စလို့မှတ်နေခဲ့တယ်ဒုက္ခကိုဟုတ်ပြီအနတ္တကိုအာတုပကိုအဲ့ဒီအမှတ်ကလေးတွေကိုခုသိထားပြီးတော့မှအနိစ္စအရှိတရားကိုနိစ္စတဲကယုံထွက်နိုင်အောင်ကိုယ်သိတွေကိုယုံထွက်နိုင်အောင်ဘာတွေယုံထွက်နိုင်အောင်ကိုယ်ပိုင်သိတရားတွေယုံထွက်နိုင်အောင်အထုတ်တာဒါတရားအထုတ်တာပဲသဘောပါပြီနော်သူနဲ့ငါနဲ့ညင်းနေဖို့သူသိကိုသိပြိုင်နေဖို့လိုသလားပထမစုဒုတိယစုတွေလိုသေးလားဟုတ်မှတို့ဘုရားလက်ထက်ကရှင်သာနာတို့ဒေဝရတ်တို့ပြဿနာတက်တာဒါပေါ့နော်ရှင်သာနာတို့ဒေဝရတ်တို့ပြဿနာတက်တာဘာပြဿနာတက်လဲဆိုတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပထမမိဂရာဝံတော်ထဲမှာပိဿဝဂ္ဂိ9ဦးတရားဟောဝါတွင်ကာလမှာယတသရုသားနဲ့အပေါင်းပါ95ယောက်တရားဟောဆိုတော့အပါ60သာသနာပြုခီးလို့အဲ့ဒီကနေရှင်ပိဿဝဂ္ဂိ9ဦးရဲ့အငယ်ဆုံးအတ္တစီမထေကြောင့်ရှင်သာရိပုတ္တရာရှင်မောက္ကလံကျွတ်တယ်ဟုတ်ပြီနော်အဲ့တော့သူ့ရှေ့မှာထေကြီးဝါကြီးတွေဟိုးယသိ1000ရှင်1000ရှိသေးတယ်သူတော့ဒါတွေအများကြီးရှိရသားနဲ့မြတ်စွာဘုရားကဣတရက်ပြီးတော့လက်ရတော်ရန်ဣတရက်ရှင်သာရိပုတ္တရာလက်ဝဲတော်ရန်ဣတရက်ကရှင်မောက္ကလံပညာအရာမှာကရှင်သာရိပုတ္တရာဆိုပြီးဘွယ်ထူးဂုံထူးတွေပြီးတဲ့ခါကျတော့လက်ဝဲရန်လက်ရရန်ဆိုတာမြတ်စွာဘုရားရဲ့အနည်းဆုံးမှာဟိုရှင်ဘုရင်တွေကပြောရင်အကြီးဆုံးယာတုဆိုတော့ဒေဝရတ်နဲ့ရှင်သာနာမကျေနပ်ဘူးငါတို့ဒီမှာအမျိုးအရင်းကြီးတွေနောက်တော့ပါအရင်းကြီးတွေရှိရတဲ့နဲ့ဒါတွေကိုလက်ရရလက်ဝဲရမထားပဲမနေ့ကပေါက်တဲ့နောက်မှပေါက်တဲ့ရွှေကြပင်ကိုလာပြီးတော့သဘောပါတယ်နော်အဲ့တော့သူတို့လောကရေးရနဲ့ဓမ္မရေးရတူသလားဓမ္မရေးရကိုနားမလဲတော့ရှေ့မှာဘွယ်တူးကုံတူးတွေပေးစရာကွန်တင်ညာကြီးပေးခြေနဲ့တယ်ကွာတဲ့ရှင်ကွန်တင်ညာအဦးဆုံးကျွတ်တာကွာအဲ့တော့ဝါလည်းသူအကြီးဆုံးသူအကြီးဆုံးကိုလက်ရရအကြီးဆုံးဧကရက်မဟာတာဝကဧကတာဝကဤတာပေးထားကျင့်တတ်တယ်သူတို့ပြဿနာတက်ဓမ္မမှာအဲ့ဒီလိုယာတုနဲ့ဆိုင်သလားဆိုင်ပါဘူးဗျာရှင်သာရိပုတ္တရာလက်ရရဣတရက်ရတာကမြတ်စွာဘုရားကဘက်လိုက်ပေးတာလားသူပြုခဲ့တဲ့အကြောင်းပါတယ်မို့ဟုတ်ဓမ္မသမားတွေじゃသိတယ်ဟောပုထုဇဉ်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒါမကျေနပ်ပြီးမြတ်စွာဘုရားလိုက်ရန်လို့သဘောပါသလားအခုလည်းတော်တော်တို့လောကလည်းမှာတရားအထုတ်တယ်ဆိုတာဒါပဲကိုတရားရဖို့အဓိကအဲ့ဒီတရားထဲမှာဘယ်သူကဘယ်အဆင့်ဘယ်ဝါကဘယ်အဆင့်လိုသေးလားမလိုပါဘူးဗျာတရားမှာအဲ့ဒီအဆင့်တွေပေးစရာရောလိုလားမလိုပါဘူးဗျာကိုရထားတဲ့တရားလောက်ကိုငြိမ်းချမ်းမှာပေးထားတဲ့သုတစိတ်ကြီးကအဓိကလားကိုအားထုတ်ထားတဲ့တရားအဓိကလားလောကဓမ္မကလည်းဒီတိုင်းပဲသူတော်တို့ရထားတဲ့ငွေတွေဂုံတွေကအဓိကလားလှုပ်ထားတဲ့ကုသိုလ်အကုသိုလ်အဓိကလားဒါမြင်မှတရားယုံမှအမှုဖြစ်တာအပြစ်ရှိတာမဟုတ်ဘူးဟုတ်ပြီနော်အဲ့တော့သူတို့ဘာပစ္စည်းကိုသူတို့ဘာမသိအောင်ယူကြတဲ့ကရင်ခိုးမှုသိမသိခိုးပြစ်ရှိမရှိအဲ့တော့ဘသူပေးကံတရားကအကျိုးပေးတော့မှာအဲ့တော့ဖြစ်လျာဘဝမှာပစ္စည်းဥစ္စာဘဝရှားပါမယ်ရလာတဲ့ပစ္စည်းပျောက်ဆုံးမယ်မတည်မြဲဘူးပစ္စည်းဥစ္စာရှားဖို့ရခက်မယ်ငတ်မယ်လာတော့မယ်သဘောပါသလားအခုငတ်မှာကြောက်လို့ထတ်ခိုးနောက်တန်တရားတစ်လျှောက်လုံးငတ်မှာမမြင်ဘူးဂျင်းနဲ့သလားအဲ့တော့ဓမ္မသိအောင်အားထုတ်နေတာကိုဒါဝိပဿနာလုပ်နေတယ်လို့ခေါ်တယ်အဲ့တော့ဝိပဿနာဘယ်လိုအားထုတ်မလဲဆိုတော့အနိစ္စကို
နိစ္စမှန်သိအောင်အားထုတ်ဟုတ်ပြီနော်ရှိနေတာကအနိစ္စလားနိစ္စလားဟုတ်ပြီအနိစ္စအဲ့ဒီအနိစ္စကိုအနိစ္စအတိုင်းသိအောင်အားထုတ်အဲ့ဒါဘာအလုပ်ဒုက္ခကိုအဲ့ဒါဘာအလုပ်တော့အနတ္တကိုအဲ့ဒါဘာအလုပ်တော့ဟုတ်ပြီအတုပကိုအဲ့ဒါဘာအလုပ်လဲကောင်းပြီအဲ့ဒီအနိစ္စတွေဒုက္ခတွေအနတ္တတွေအတုပတွေကဘယ်မှာရှိတာဟုတ်သွားပြီဒါကြတော့ပညာရှိစကားခုခင်ဗျားတို့အမှတ်မှန်ထားတဲ့လူတွေမို့လို့တရားဘယ်မှာရှာရမယ်ဆိုတာသိတာသဘောပါသလားအမှတ်မမှန်သေးတဲ့လူဆိုဒါဘယ်နာသွားကြည့်လို့ကြည့်ရမှာမသိဘူးဆိုတော့ဟိုနာကြီးရွေ့နေတာကြည့်ရမှာလို့အဆောက်အုံကြီးပြက်သွားတာကြည့်ရမှာလို့ဟိုလူသေသွားတာကြည့်ရမှာလို့ဒီလူသေတာကြည့်ရမှာလို့သဘောပါသလားအဲ့တော့အဲ့ဒီအနိစ္စတရားကဘယ်မှာရှိတာတော့အရင်ကဒီခန္ဓာနဲ့ပတ်သက်ပြီးမှကျန်တာတွေလာရတာဟုတ်ဗျငါရှိလို့ငါဥစ္စာရှိနေတာငါမရှိရင်ငါဥစ္စာမရှိဘူးဒါတော့အရင်ကံကိုအမှန်သိဖို့လိုရင်းဟုတ်မဟုတ်အဲ့တော့လောကဓာတ်တစ်ခွင်မှာကိုပိုင်ဆိုင်ထားတာငွေတွေပိုင်နေစည်းစိမ်တွေပိုင်နေယာရုတွေပိုင်နေဂုဏ်တွေပိုင်နေလို့ကိုထင်ထားတာအဲ့ဒါဘယ်ပေါ်မီဖြစ်တာဒီခန္ဓာရှိလို့ဒီခန္ဓာကငါငွေဒီခန္ဓာကငါစည်းစိမ်ဟုတ်ပြီနော်ဒီခန္ဓာကငါဘွဲ့တွေငါဂုဏ်တူးတွေဒီလိုမပြောဘူးလားပြောတော့ဒီဟာကြီးအကြောင်းအမှန်သိရင်ဟိုဟာတွေတတ်မဲ့เสียအကြောင်းအဲ့တော့ဟိုတရားတွေကြည့်ရမှာလားကိုယ်ခန္ဓာတရားကိုကြည့်ရမှာအဲ့တော့ယုံနာဓမ္မသင်္ခါရသည်အရှိတရားကဘာတွေလဲဆိုတော့အနိစ္စဒုက္ခအနတ္တအတုပကျေနပ်သလားအဲ့ဒီခန္ဓာမှာရှိနေတဲ့အရှိအမှန်တရားကိုငါတို့ကအသိဉာဏ်အားနဲ့အရှိမှန်တရားကိုအသိဉာဏ်အားနဲ့အမှတ်မှန်အသိမှန်အယူမှန်အောင်အားထုတ်အောင်ကျေနပ်သလားအဲ့လိုအားထုတ်တာဘာအလုပ်လဲhow to ဆိုတော့ဝိပဿနာကိုဘယ်လိုအားထုတ်မှလဲလို့မေးရင်အရှိကိုအရှိတိုင်းသိအောင်အားထုတ်ကျင်တတ်သလားအဲ့တော့အဲ့အားထုတ်တဲ့နီးနော်ရုပ်ဘယ်လိုကြည့်ကြမယ်နာမ်ဘယ်လိုကြည့်ကြမယ်ဆိုတာနောက်တစ်ပတ်ဆက်နာကြတာပေါ့အဲ့တော့ဒီတစ်ပတ်တော့အရှိခန္ဓာဘယ်နှပါတကယ်အချင်းချုပ်ရင်ရုပ်တရားနဲ့ယုံနာဓမ္မသင်္ခါရကကောမြဲသောတရားလားမမြဲသောတရားအဲ့ဒီမမြဲတဲ့တရားသည်ချမ်းသာသလားဆင်းရဲသလားအဲ့ဒီဆင်းရဲတဲ့တရားသည်အတ္တလားအနတ္တလားဒါပဲမြတ်စွာဘုရားတရားသိရင်ဒါပဲပြောတာမြတ်စွာဘုရားအလုတ်ပေးတရားသူရှိရောက်လာတဲ့တရားဓမ္မတွေဟောပြီးနောက်ဆုံးမေးလိုက်တာဒါပဲအဖြေထုတ်ရတာနေဆံဝါအနိဆံဝါတိအနိဆံဗန္တိအောက်ကကျွတ်တောင်းဝင်သွားတယ်သဘောပါတယ်နော်ခုလည်းတော်တော်တို့မပြတ်နှလုံးသွင်းနေရမှာဒီခန္ဓာကိုယ်ကြီးဟာရုပ်ကြည့်ကြည့်နာမ်ကြည့်ကြည့်မြဲတာရှိလားမမြဲတာရှိလားအဲ့ဒါသဘာဝအမှန်တရားအဲ့ဒီမမြဲတာကိုမမြဲမှန်သိအောင်ချိန်ဖန်များစွာသိအောင်အားထုတ်နေရင်အမှတ်မှန်ရင်အသိမှန်ရင်အယူမှန်တဲ့တနေ့လွတ်မြောက်တဲ့နေ့အယူမှန်သာဆွဲမြဲသွားပြီဆိုအောက်တန်တရားငါတို့နဲ့မဆိုင်တော့ဘူးရှင်းသလားအဲ့တော့ဒီဘဝမှာတင်အပယ်ဇတ်သိငြိမ်းအောင်လုပ်လို့ရမရဘယ်လုံးနဲ့လုံးဝိပဿနာလို့သူများကြည့်မှလားကိုကြည့်မှာကိုဆိုတော့ဒီအတ္တဘောအတုပခန္ဓာကိုယ်ကြီးကြည့်မှလားယုံနာဓမ္မသင်္ခါရကြည့်မှာရှိသမျှဓမ္မအားလုံးဟာဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတ်တာပါသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲကဲသူစားလေးချက်တပြိုင်တည်းကြိုက်မှသာလျင်တန်တရားဝတ်တွဲမှလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော်မပေါ့စားသောတတိမလျှော့သောဇွဲလုံးလဝရိယကိုလက်ကင်ထားပြီးတော့အရှိမှန်တရားအရှိအမှန်တရားကိုအသိဉာဏ်အားနဲ့ပွားများ၍လွတ်ကျွတ်လွတ်ထွက်မြောက်နိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့နားကြစို့